ရပြီလားဆရာ live twin ထားပါ ဆရာ ပြီ အသာ live twin ထားတယ် line ပေါ်တက်နေပါပြီအားလုံးမင်္ဂလာပါကျွန်တော်တို့အခုမြန်မာစစ်တပ်ကနေအာဏာသိမ်းတဲ့ပုံမှာဒေါက်တာဆာဆာနဲ့ကျွန်တော်တို့တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်ဒေါက်တာဆာဆာဆိုရင်တော့ CRPH ရဲ့ကမ္ဘာကုလသမဂ္ဂဆိုင်ရာအထူးတန်တမန်ကြီးနဲ့ခိုင်ထားပြီးတော့အခုနိုင်ငံတကာနဲ့ရောUN နဲ့ရောအမေတိုင်းစစ်သွေးစစ်ဆိုင်ပြီးတော့အခုမြန်မာပြည်မှာဖြစ်ပျက်နေတဲ့ဟာကိုအမေတိုင်းထောက်ရှားပြီးတော့လုပ်နေတဲ့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မေခွန်းပထမဆုံးမေးချင်တဲ့ဟာကတော့စစ်တပ်ရဲ့အာဏာသိမ်းတဲ့နောက်ွယ်မှာဘာဒီရှိနိုင်တယ်လေပေါ့နော်စစ်တပ်ဘက်ကအာဏာသိမ်းတဲ့နောက်ွယ်မှာတို့ဘာဒီလောက်ချင်လို့အဲ့လိုမျိုးအာဏာသိမ်းတာလေဆိုတဲ့ဟာလေးဒေါက်တာဆာရဲ့တုံးသက်ချက်လေးကိုအရင်ဆုံးပြောပြလို့ရမှာဟုတ်ကဲ့ပထမဆုတ်ကတော့ကျွန်တော်တို့ဒီအာဏာသိမ်းမှုဖြစ်ပေါ်လာဖို့ကတကယ်တော့ဆိုရင်ဒီမိအောင်လိုက်ပေါ့နော်သူကဒီအနာယူတော့မယ်ဆိုတော့ဘယ်စယူတော့မယ်ဆိုတော့အာဏာကိုသူတို့ကမဆွလွန်ချဘူးကျွန်တော်ထင်တယ်ဒီຫນွေဘာလာ CNA အထိသူတို့ဒီလိုပေါ့ပြည်သူလူထုကိုတွေးခွဲပြီးတော့ဒီတိုင်းသားပါတီတချို့ရဲ့ဒီလိုပါတီအသေးတချို့ကိုသူတို့ကဆွေးနွေးပြီးသားလဲရှိတယ်အဲ့လိုနဲ့ဆွေးနွေးပြီးတော့သူတို့ကသူတို့ရဲ့စစ်တပ်ကဖွဲ့ထားတဲ့ဒီဂျာခိုင်ပါတီတွေပေါ့နော်သူတို့ ਨੇ ဆွေးနွေးပြီးတော့အဲ့လိုနဲ့သူတို့အစိုးရဖွဲ့နိုင်မယ်လို့ထင်တယ်အဲ့လိုသူတို့ယူကြည်လာခဲ့တယ်ပြီးတော့အဲ့လိုနဲ့ဒီမြောင်လိုက်ကသူဆက်လက်ပြီးတော့တမဒအဖြစ်နဲ့ရတည်မယ်သူကကာချုပ်ကိုတယောက်ကိုပေးမယ်အဲ့လိုနဲ့သူတို့တေချာတွဲထားတာဖြစ်နေဒါပေမဲ့လည်းအဲ့လိုနဲ့မာဘာတာကိုအတူပြုလိုက်အဲ့လိုနဲ့သူတို့ proxy party တွေဖြစ်နေဒီကြားခိုင်ပါခုပြုပြီးတော့သူတို့ဟာအစွဲကိုအဲ့လိုကြိုးစားခဲ့တယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံပြည်သူလူထုကလောကဆီယနာစီအောက်မှာမနေချင်တော့ဘူးဒါကတော့ပြတ်တသားပဲသူတို့ပြောပြီးဆိုတော့ຫນွေဘာလာ CNA ရွေးကောက်ပွဲဖြစ်လာတဲ့အခါကျတော့မြန်မာပြည်သူလူထုကလောကသူတို့ကိုမကြိုက်တော့ဘူးဆိုတာကိုပြလိုက်တဲ့အခါမှာနံပါတ်1သူတို့ကမခံမရနိုင်ဖြစ်သွားတယ်နံပါတ်2သူတို့မှာလောကဒီနီးဗျူဟာမရှိတော့ဘူးဖြစ်သွားတယ်သူတို့မှာ plan A ကအခုနောက်လို့ပေါ့မြေအောင်ဒီနော်ဒီကာချိုးပေးမယ်အဲ့လိုနဲ့သူကစီအာနာစီလိုနဲ့အမေအတိုင်းရတည်နေမယ်ဆိုပြီးတော့သူတွဲထားတာကသူတို့တွဲထားတယ်လို့မဖြစ်တဲ့အခါကျတော့ဒီ2008မဟုတ်ဒီຫນွေဘာလာ CNA ကနေစတော့အဲ့လိုနဲ့သူတို့ကအာနာသိမ်းမှုကိုဖြစ်ဖြစ်ကြိုးစားလာခဲ့ကိုတွေ့ရတယ်အဲ့လိုနဲ့သူတို့ကအာနာသိမ်းမှုကိုလက်အခါမှာအခုလိုပေါ့ဒီမတမာမှုဆိုပြီးတော့စေတာခွဲလာဒီမဖြစ်ရပါတယ်အဲ့လိုမတမာမှုဖြစ်တယ်ဆိုပြီးတော့ဒါအထောက်ထားလည်းမရှိဘူးဒါဘာတစ်ခုမှလည်း evidence မရှိဘူး proof မရှိဘူးဆရာတို့လည်းသိတဲ့အတိုင်းပဲဒီဘုံမှုတွေဘုချုပ်တွေဒီတစခန်းတွေရက်စခန်းတွေကသူတို့နဲ့ဘာမှဒီရွေးကောက်ပွဲနဲ့မဆိုင်ဘူးလေသူတို့ကရွေးကောက်ပွဲမဲယူရဲ့အရာရှိတွေလည်းမဟုတ်သလိုသူတို့မှ list လည်းမရှိပါဘူးဆိုတော့သူတို့တစကားနေပြီးတော့ list ကိုထုတ်နေဆိုတာကဘာကယုံမလားကဘာကအဲ့လိုမဟုတ်တော့ပါဘူးเนาะအဲ့လိုသူတို့အလေခါလောက်အောင်ကိုကဘာကအစ်စ်မဟုတ်ပါဘူးဆိုတော့သူတို့ကအဲ့လိုနဲ့ဒါကိုသူတို့စီဘုံချုပ်ဒီကနေပြီးတော့စီကိုတဲ့အဲ့ဒီစီထုတ်တာကတော့မခက်ဘူးလေကျွန်တော်လည်းထုတ်နိုင်တယ်ခင်ဗျားလည်းထုတ်နိုင်တယ်ဒီနေ့တောင်မှအဲ့ဒီမဲစီမတမာမှုเนาะနှစ်သားရှိပါတယ်သုံးသားရှိပါတယ်ဆိုပြီးတော့ကျွန်တော်လည်းပြောလို့ရတယ်လေဒါကတော့မကဲဘူးဒါပေမဲ့ဒါကိုသူတို့ကနျူကလ িয়ার ဘုံလက်နဲ့လို့အသုံးပြုပြီးတော့သူတို့ထုတ်လုပ်တဲ့စရီကိုသူတို့ကပဲလက်နဲ့လို့အသုံးပြုပြီးတော့ပြည်သူလူထုကိုပြန်ချတာတော့ဘယ်တော့အခါမှပြည်သူလူထုကဒါကိုဘယ်တော့အခါမှလက်ခံမှလည်းမဟုတ်သလိုဘယ်တော့အခါမှနောက်ဆုံးပြမှာမဟုတ်ဘူးလို့ထင်ပါတယ်အဓိကပြောရတော့သူတို့ကအာဏာဆက်လက်တည်ဆဲဖို့ပေါ့သူတို့အာဏာဆက်လက်ပြီးတော့ဆီအာဏာစီရှိနိုင်ဖို့ကိုသူတို့က
အဲ့လိုနဲ့တရားမူကြီးအစိုးရကိုခုလည်းဖွင့်နေတာပဲလေတရားမူကြီးအစိုးရနော်တရားမူကြီးစီအာဏာသိအစိုးရဖြစ်တဲ့အတွက်ကြောင့်ဖေဗူလာတရက်နေ့ကနေပြီးတော့ဒီနေ့ဖေဗူလာ24ရက်29နော်ဒီနေ့ကျွန်တော်တို့မတ်လတရက်နေ့အထိသူတို့လုပ်တဲ့ဥစ္စာတွေအားလုံးဟာတရားမူကြီးဖြစ်နေသူတို့ကအခုဆိုဥမာဒီဘာလဲရွေးကောက်ပွဲကော်မတီကိုအတိဖွဲ့လိုက်တယ်ဒီရွေးကောက်ပွဲကော်မတီအတိသူတို့ဖွဲ့လိုက်တာဟာလဲတရားမူကြီးတော့ရွေးကောက်ပွဲကော်မတီတဲ့အတွက်ကြောင့်ဘယ်သူမှလည်းလက်ခံမှာမဟုတ်တို့ဘယ်သူမှလည်းထောက်ခံမှာမဟုတ်ပါဘူးသူတို့လုံးတမျှအားလုံးဒီတရားမူကြီးဖြစ်တယ်ဆိုတာကိုရှင်းပြည်သူလူထုတော်လည်းကောင်းပြည်သူလူထုအားလုံးကနားလည်သိပြီဟုတ်ကျေးဇူးတင်တယ်အခုကဒီစစ်ကောင်စီကဖွဲ့စည်းထားတဲ့ဖွဲ့စည်းမှာကျွန်တော်တို့ချင်းဖက်ကပုဂ္ဂိုလ်ကြီးတွေလေးပါနေတာပေါ့နော်ဆိုတော့ဒီမတရားစစ်ကောင်စီမှာပါဝင်နေတဲ့ပုဂ္ဂိုလ်တွေကနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေအခုကစစ်ဘူးကြီးတွေကတော့ပိတ်ဆို့နေပြီပေါ့နော်တာမိုင်ရတာဖြစ်ပေမဲ့လည်းသူတို့နဲ့ပူပေါင်းပါဝင်တဲ့ပုဂ္ဂိုလ်တွေအတွက်ကဘယ်လောက်ထိနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေခံနိုင်တယ်လေဆိုတာနည်းနည်းဒေါက်တာဆာရဲ့လေ့လာချက်လေးတုံးတက်ချက်လေးပြောပြပါဦးဒီတရားမူကြီးတော့အာနာသိရှိကောင်စီနဲ့သူတို့နဲ့အပေါင်းပါအလုပ်ဒီတရားမူကြီးဖြစ်တယ်ဆိုတော့သူတို့ကိုကူညီပပို့နေတဲ့သူတို့လည်းကောင်းအကြပေးနေတဲ့သူတွေလည်းကောင်းသူတို့ကူညီနေတဲ့သူကတော့သူတို့ကိုကူညီနေတဲ့လူနဲ့ဒီတရားမူကြီးအာနာသိရှိကောင်ကအတူတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီပြည်သူလူထုတွေအခုလိုပေါ့နော်ဒီအာနာသိရှိကောင်စီတရားမူကြီးတဲ့အဖွဲ့အစည်းမှာပါဝင်နေခဲ့ရင်ခင်ဗျားတို့လည်းအဲ့ဒါမှာပါသွားလိမ့်မယ်ဒါကြောင့်မလို့အချက်ချင်းထွက်ပါလို့ကျွန်တော်ကတော့မေတ္တာရခါလုပ်ပါတယ်ပြီးတော့တစ်ဖက်ကပြောမယ်ဆိုရင်တော့မင်းကလူသားမှုကိုလည်းကျွန်တော်ကြည့်မယ်ဆိုရင်ဒီတရားမူကြီးတော့အာနာသိရှိကောင်စင်ဒီသူတို့ကဒီဘယ်လိုပြောမလဲterrorist organization ဖြစ်သွားပြီเนาะ terrorist ဆိုတာကတော့အကြမ်းဖက်အဖွဲ့အစည်းဖြစ်သွားပြီသူတို့ကလေအကြမ်းဖက်တရားမူကြီးတော့အစိုးရအဖွဲ့အစည်းကိုဖွဲ့နေအခုအကြမ်းဖက်အဖွဲ့အစည်းဖြစ်သွားပြီဒါကြောင့်မလို့ကဘာမှာအဲ့လိုဒီအတွက်တော့နေရာမရှိတော့ပါဘူးသူတို့ကတော့เนาะကဘာမှာသူတို့အတွက်နေရာမရှိတော့ပါဘူးအခုနပြောသလိုကျွန်တော်တို့ကဒီလိုနဲ့ပြည်သူလူထုကိုရဲဆက်အပြစ်မဲ့เนาะလက်နဲ့မရှိတဲ့ပြည်သူလူထုကိုအဲ့လိုနဲ့လာတတ်တယ်လာဖြတ်တယ်ဆိုကြတဲ့ကနေပြီးတော့သူတို့က ISIS ဒီလိုဖြစ်သွားပြီသူတို့ကနော်အာဖဂန်နစ္စတန်တို့အီရတ်တို့မှာတွေ့နေရတဲ့ ISIS တွေအယ်ခိုင်ဒါတွေကပဲအဲ့ဒါတွေလုပ်တယ်နော်အဲ့လိုတာမာလူတွေကအဲ့လိုဒီရဲဆက်လူကိုလာမှာတပ်ဖြတ်နေဆိုတာမရှိပါဘူးတခြားနိုင်ငံမှာဆိုတော့ကျွန်တော်အနေနဲ့ဒါဒီကျွန်တော်ကိုယ်တိုင်လဲမြန်မာနိုင်ငံဆိုင်ကူလာသမက်ကအထူးမှာဖြစ်နေတဲ့အမြမြန်မာပြည်သူလူထုကြီးကကျွန်တော်နဲ့အတူရှိတယ်လို့ဒီလိုနေတဲ့အာတရားမဝေတော့စီကောက်စီအလုံးနဲ့သူတို့ကိုကူညီပပုတူအလုံးနဲ့သူတို့ကိုနော်ထောက်ခါအားပေးနေတဲ့သူအလုံးနဲ့အခုနလိုပေါ့ဒီလိုပြည်သူလူထုကိုရဲဆက်နော်ဒီလိုအကြမ်းဖက်ပြီးတော့အကြမ်းဖက်အဖွဲ့အစည်းဖြစ်လာတဲ့ခါကျတော့ကဘာကလည်းဒီအဖွဲ့အစည်းကိုအကြမ်းဖက်အဖွဲ့အစည်းနဲ့အတိမပြဖို့ရအတွက်ကျွန်တော်ကလည်းဆက်လက်ပြီးတော့တိုင်းတော်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့နောက်တစ်ဖက်ကပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနိုင်ငံတကာစာဆွေးမှုခုံရုံးတွေရှိပါတယ်နော် International Criminal Court ဆိုတာရှိပါတယ်အခုကျွန်တော်အပီပီဆိုင်ရာတရားဥပဒေprofessor တွေနဲ့ကျွန်တော်နဲ့ချိဆက်နေပါတယ်နော်အပီပီဆိုင်ရာဥပဒေကိုကျွတ်ကြည်သူတွေနဲ့ကျွန်တော်တို့ပူးပေါင်းထားပါတယ်ဒါကဂျာမနီနိုင်ငံကလည်းပါတယ်ဗြိတိရှနိုင်ငံကလည်းပါတယ်အမေရိကန်ကလည်းပါတယ်ဆိုတော့တကယ်သူတို့က Oxford တက္ကသိုလ်တို့နော်ဒီ Cambridge တက္ကသိုလ်တို့ Harvard တက္ကသိုလ်တို့မှာဥပဒေဘွဲကိုရထားတဲ့ပုဂ္ဂိုလ်ကြီးနဲ့သူတို့မှာဒါဒီအကိုလို့ဒီ law firm ဆိုတာရှိတယ် international law firm နဲ့သူတို့ချိတ်ဆက်ပြီးတော့ဒီလိုလူထုကိုအကြမ်းဖက်ပြီးတော့အကြမ်းဖက်အဖွဲ့အစည်းဖြစ်လာတဲ့စီကောက်စီတွေနဲ့သူတို့ကိုထောက်ခါအားပေးတဲ့သူများကိုချင်းချီအရေးယူပြီးတော့ဖမ်းဆီးနိုင်ဖို့ကျွန်တော်လည်းစူးစမ်းတော့မှာဖြစ်ပါတယ်ဒီစစ်တပ်ဘက်ကခုနဒေါက်တာဆဆာပြောသလိုပဲတပ်ဖြတ်တာဒီအခုကအယောက်20ကျော်ဆုံးသွားပြီပေါ့နော်အင်တာနက်လိုင်းလဲဒီမနေ့ညတနာရီရနဲ့9နာရီကိုမြန်မာပြည်မှာအမေတိုင်းခုအင်တာနက်ဖြတ်ထားတာရက်20ကျော်ပါပြီပြီးရင်လဲဖမ်းဆီးတာတွေလည်းအများကြီးရှိလာပြီပေါ့နော်
ดีฮาดีกูพี่ปีในผู้ก็คุณอาดรสาเปียวเร่นีไลน์จองเนี่ยที่คู่ ICC ดีมาบลูปงสันเนี่ยจินลูกยาตเลยดีพี่ตัวเราเล่าเคเรฮาดีกูบลูยังพี่รอที่ยังมีต่างกันเล่ายามเลยส่วนนี้ยังพี่ไปบ้างพี่เสร็จพี่รอดีลูกที่ดูไม่พี่อ่อนเนาะบางอย่างเปียวชิมมันအခုကကျွန်တော်တို့အနေနဲ့ဒီတရားမွေအာနာသိရှိကောင်စီနဲ့ဒီတရားမွေအာနာသိရှိကောင်စီအခုအကြဖက်အဖွဲ့အစည်းဖြစ်လာတဲ့ရှိကောင်စီကိုကျွန်တော်တို့ဟာဘယ်တော့မှလဲမြောက်မှာမဟုတ်တယ်လို့သူတို့ကဘယ်တော့မှနောက်ဆုတ်ပြေးမှာမဟုတ်ပါဘူးသူတို့ကျွလွန်တဲ့အပြစ်ကိုတော့အပြစ်ပေးခြင်းကိုခံရပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာ international mechanism အများကြီးရှိပါတယ် international mechanism ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီကဘာလူချွေးကောင်စီဆိုတာရှိပါတယ်ကဘာလူခွေးကောင်စီကဘာကုလသမဂ္ဂလူခွေးကောင်စီဆိုတာလည်းရှိပါတယ်ဒီနေ့လဲကျွန်တော်ကဘာလူခွေးကောင်စီရဲ့เนาะဒီကုလသမဂ္ဂလူခွေးကောင်စီရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတာသမသောမတ်အန်ဒရူနဲ့လဲကျွန်တော်ချိတ်ဆက်နေပါတယ်အခုနကျွန်တော် email အကောင့်ကိုဖွင့်လိုက်ပြီးတော့အဲ့ဒီကျွန်တော် email အကောင့် sasa@crphmyanmar.org မှာအခုဆိုတမမှုဒီလူခွေးချိုးဖောက်မှုကိုပြည်သူလူထုထားနေပြီးတော့ကျွန်တော်စီကိုအများကြီး evidence တွေပုံတွေဗီဒီယိုဖိုင်တွေအများကြီးပို့ထားပါတယ်ဆိုတော့ကျွန်တော်ဒီနေ့အထိရရှိထားတဲ့ email က2000ကျော်နေပြီအဲ့ဒီ email 2000ကျော်ကလူအခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ email တွေကြီးဖြစ်ပါတယ်အခုနဆရာပြောသလို internet ဖြတ်စီးတာ internet ကိုပိတ်တာဟာလဲတကက်လူအခွင့်အရေးကိုချိုးဖောက်တာရောက်ပါတယ်ဒါအလို့ကိုလည်းကျွန်တော်တို့ဟာတက်ဆိုင်ရာတရားဥပဒေပညာရှိတွေနဲ့တက်ဆိုင်ရာအပိပိဆိုင်ရာ mechanism ကိုအသုံးပြုပြီးတော့သူတို့ကိုတရားစွဲဖို့ကျွန်တော်PC ထားပါတယ်ဒါကြောင့်မလို့ကျွန်တော်မှာရရှိထားတဲ့ email 2000ကျော်ကိုလည်းအခုဆိုရင်တော့နိုင်ငံတကာဥပဒေပညာရှိတွေထားမှာဒါအကုန်လုံးပို့ပေးလိုက်ပြီဖြစ်ပါတယ်သူတို့ကအဲ့ဒီ email 2000ကျော်ကိုလည်းသူတို့က review လုပ်နေပါတယ်ပြည်သူလူထုကိုလည်းကျွန်တော်ခေါ်ပေးလို့တာကတော့ဘလို့ပဲဖြစ်ဖြစ်ခင်ဗျာအေကိုလာဖြတ်စီတဲ့ခင်ဗျာဒုက္ခလာပြီးတယ်အဲ့လိုဖြစ်နေဆိုရင်အဲ့ဒါကိုအဲ့ဒီဘယ်ဒုက္ခဖြစ်တယ်လဲဘယ်လိုဖြစ်တယ်လဲเนาะဖြစ်နိုင်တော့ဓာတ်ပုံနဲ့တကွာပေါ့เนาะကျွန်တော် email စီမှာ sasa@myanmar.org ဆိုတဲ့ email လေးစာမှာပို့ပေးပါအဲ့ဒါကိုကျွန်တော်နိုင်ငံတကာစစ်ခိုရုံးမှာရအောင်ကျွန်တော်တည်ပြဖို့ကျွန်တော်ရဲ့တာဝန်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီစီအာနာတေးရှိကောင်စီတွေကမြန်မာနိုင်ငံကိုဖျက်ဆီးတာကြာလှပြီပြည်သူလူထုကိုဒုက္ခပေးတာလည်းကြာလှပြီကျွန်တော်ကတိခါနိုင်ဆိုလည်းမရှိတော့ဘူးသူတို့ဖက်ကနေပြီးတော့နောက်မဆိုးပဲနဲ့ဒီတိုင်းပဲဆက်သွားမယ်ဆိုသူတို့ဟာလည်းเนาะမကြခင်မှာထိတ်ခါတဲ့အထစ်ကျွန်တော်ဟာလူဆော်သွားဖို့ရအတွက်ကျွန်တော်ကတာဝန်ဆောင်ရွက်နေပါတယ်ကျေးဇူးပါဒေါက်တာဆာဆာကဒီ CRPH ရဲ့ဒီကမ္ဘာကုလသမဂ္ဂဆိုင်ရာအထူးတန်တမန်အဖြစ်ခန့်ထားရတာပေါ့နော်ဆိုတော့ဒီမနေ့ကUN Human Rights Council အစည်းအဝေးမှာလည်းတွားတက်တယ်လို့ကြားရတယ်အခုထိဒေါက်တာဆာဆာရဲ့အခန့်ကဏ္ဍဘေကဏ္ဍကနေအဓိကဒေါက်တာဆာဆာကတွားနေလေပြင်ဒီအဓိကအခုထိပါဒီအဓိကနိုင်ငံတကာကိုတွားပြီးတော့ပေါ့နော်လုပ်နေလေဆိုတာလေးပြန်ပြုတ်ပေးပါဦးหน่วยบาลาရှိရဲ့2020မှာမြန်မာပြည်သူလူထုကြီးကနော်ဒီတို့ရွေးကောက်တည်မြောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိပါတယ်ဒီမိုကရေစီစာချေစာနှုတ်နဲ့ညီတဲ့ရွေးကောက်တည်မြောက်ထားမြန်မာပြည်သူလူထုကမြန်မာပြည်သူလူထုအတွက်ရွေးကောက်ထားတဲ့လူတွေရှိပါတယ်သူတို့ကหน่วยบาลาရှိရဲ့2020မှာရွေးကောက်ပြီးသားဖြစ်ပါတယ်ဂျာရွေးကောက်ပွဲလည်းမလို့တော့ပါဘူးဒါဟာ BBC ဆိုင်ရာ observer တွေလည်းတရားမျှတတယ်လို့ free and fair ပြောပြီးနော်ကဘာဟာလည်းဒီရွေးကောက်ပွဲဇာလာကိုလက်ခံပြီးမြန်မာပြည်သူလူထုအားလုံးဟာလည်းအဲ့ရွေးကောက်ပွဲဇာလာကိုလက်ခံပြီးဆိုတော့နဘာတိအနေနဲ့အဲ့ဒီမှာရွေးကောက်တည်မြောက်ခါတဲ့လွှတ်တော်ကိုကျော်ပြည်ထောင်စုလွှတ်တော်ကိုဆိုလေ400ကျော်ကနေပြီးတော့အခု CRPH ကိုဖွဲ့ခိုင်းတယ်သူတို့ရဲ့မေဒိတ်နဲ့ဆိုတော့ကျွန်တော်မှာ CRPH ကမြန်မာနိုင်ငံအတွက်ကိုစားပြုဖို့ရအတွက်ခါထားတယ်ဆိုတော့ကျွန်တော်မှာမြန်မာပြည်သူလူထုအားလုံးကိုစားပြုဖို့သူတို့အားလုံးရဲ့အတန်ကိုကျွန်တော်ကနိုင်ငံတကာကိုကြားအောင်ပြောဖို့ကကျွန်တော်ရဲ့တာဝန်ပါအဲ့ဒီတာဝန်ကိုတော့ကျွန်တော်ပြဒီဇိုင်းမှကျွန်တော်လုပ်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာနံပါတ်1အချက်အနေနဲ့ကတော့အပြည်ပြည်ဆိုင်ရာနဲ့အထူးသဖြင့်ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့
ခုကျွန်တော်အမေရိကန်နိုင်ငံတို့ဥရောပတိုင်းနဲ့ဗြိတိရှနိုင်ငံနဲ့ဗြိတိရှဆိုရပေါ့နော်အခုကျွန်တော်အိန္ဒိယဆိုရင်လည်းမြန်မာနိုင်ငံရဲ့အနိချဖြစ်တယ်လို့ဒီမိုကရေစီနိုင်ငံလည်းဖြစ်နေပြီးတော့ဂျပန်တို့ South Korea တို့လို့အဲ့လို democratic နိုင်ငံတွေအားလုံးကိုကျွန်တော်ဟာဆွဲဆောင်သွားဖို့ရည်ကြည်ပါတယ်နံပါတ်1သူတို့က2000နိုဝင်ဘာလ10ရက်2020မှာလှုပ်ထားတဲ့ရွေးကောက်ပွဲဇာလာကိုသူတို့ကအဲ့ဒါကိုအတိမပြုဖို့ဖြစ်ပါတယ်ဒါလည်းအတိမပြုပြတာဖြစ်နေနံပါတ်2အနေနဲ့ကျွန်တော်တို့ဟာအခုဆိုရင်တော့ယာယီအစိုးရကိုကျွန်တော်တို့ချက်ချင်းဖွဲ့လာပါလိမ့်မယ်အဲ့ဒီယာယီအစိုးရကကျွန်တော်တို့မြန်မာနိုင်ငံယာယီအစိုးရကိုဖွဲ့ပြီးတော့အဲ့ဒီယာယီအစိုးရနာမည်နဲ့တကဘာလုံးကနေပြီးတော့ဒီလက်တဆုပ်စာစီကောင်စီတရားမဝင်အဖွဲ့အစည်းကိုဖွဲ့ပြီးတော့အဲ့လိုနဲ့လူထုကိုနှိမ့်ဆက်ညှိပတ်နှိမ့်ဆက်နေတဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းဖြစ်လာတဲ့ပုံကိုယ်တွေကိုကျွန်တော်ဟာပါလိမ့်မယ်ဒါကတော့ကျွန်တော်မြန်မာနိုင်ငံယာယီမိနဲ့ကိုကကျွန်တော်ဟာလိုချွင်းကောင်စီကိုတက်မယ်ကျွန်တော်ဟာဒီ ICC ကိုတက်အဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနာမည်နဲ့ကိုကကျွန်တော်ဟာနိုင်ငံကာစာချစာနှုတ်နဲ့ညီတဲ့အကိုလို့ကိုလို့တော့မှာဖြစ်တယ်အဲ့လိုနဲ့ကျွန်တော်ဟာဒါဒီမကဘူးအခုဒီစီကောင်စီကိုထောက်ခါအားပေးတဲ့သူတွေနဲ့သူတို့ကိုစီးပွားရေးအရာလုပ်နေတဲ့ company တွေ business တွေ lucrative တွေနဲ့ cronies တွေအားလုံးကိုလည်းကျွန်တော်ဟာသူတို့ကိုလက်ပိုက်ကြည့်မှာမဟုတ်တော့ဘူးသူတို့ကိုလည်းနိုင်ငံတကာနေပြီးတော့ဘယ်မှာသူတို့ဘာအကောင့်တွေရှိတယ်လဲသူတို့ဘယ်နေရာမှာဘာတွေရှိတယ်ကျွန်တော်အကူတီးပြီသူတို့ကဘယ်သူလဲကျွန်တော်အကူတီးပြီသူတို့ကိုလည်းကျွန်တော်ကတော့အကြီးမဆုံးတော့အရေးယူချစ်ကိုနိုင်ငံတကာနေပြီးတော့သူတို့အပေါ်မှာလုံနိုင်ဖို့ရအတွက်ကျွန်တော်ဆက်လက်ဆောင်တော့မှာဖြစ်ပါတယ်ထုံနည်းတူပဲမြန်မာနိုင်ငံကိုဒီအင်းချီနိုင်ငံတွေကလောဆယ်လက်နဲ့မရောက်ချဖို့ရအတွက်တော့လုံးဝလက်နဲ့ရောက်ချချစ်ကိုမပြုဖို့ရအတွက်ကျွန်တော်တို့ကအရေးယူဆောင်တော့မှာဖြစ်ပါတယ်ထုံနည်းတူပဲအာရှနိုင်ငံတွေကိုလည်းမြန်မာနိုင်ငံကိုခိတခဏနော်ဒီစီကောင်စီကိုအာနာတိတ်စီကောင်စီကိုသူတို့ဗိတ်ဖယ်ပြီးတော့ကျွန်တော်ဖွဲ့စည်းလာမဲ့ဒီပါလေ temporary interim government ကိုအတိမပြုပြီးတော့နိုင်ငံတကာအစိုးရတော်၎င်းနိုင်ငံတကာ body တော်၎င်းသူတို့ကနေပြီးတော့လောဝဒီစီကောင်စီနဲ့ဘာမှမလုပ်တော့ဘဲနဲ့သူတို့ကိုလည်းမပြောတော့ဘဲနဲ့ကျွန်တော်တို့ဖွဲ့လာမဲ့ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ယာယီအစိုးရနဲ့ပဲအကိုလို့လို့တော့ကျွန်တော်ကအစိုးအထိရည်ဆိုင်ပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ထုံနည်းတူပဲကျွန်တော်ဟာလည်းအခုကြည့်လေနေပြီးတော့မှဘယ်သူတို့ရှိတယ်ရာကိုတိုက်အစိုးရမရှိဘူးချီပီနယ်အစိုးရမရှိတော့ကချီပီနယ်အစိုးရမရှိတော့ဆိုတော့ကျွန်တော်ကပထမဆိုရင်တော့ဒီယာယီအစိုးရကိုကျွန်တော်တို့ဖွဲ့မယ်ယာယီအစိုးရဖွဲ့ပြီးမှအဲ့ဒီယာယီအစိုးရပြီးမှကျွန်တော်ချီပီနယ်အစိုးရကိုလည်းကျွန်တော်ကချီပီနယ်ပြည်သူလူထုယာယီအစိုးရကိုဖွဲ့မှာဖြစ်ပါတယ်ထုံနည်းတူပဲကချီပီနယ်ပြည်သူလူထုယာယီအစိုးရကိုဖွဲ့မှာဖြစ်ပါတယ်ထုံနည်းတူပဲကျွန်တော်ကပြည်နယ်နဲ့တိုက်ဆိုင်လေးခုအလုပ်ကိုခြုံပြီးတော့ဒါကိုနိုင်ငံတကာဟာလည်းအဲ့ဒီကျွန်တော်ဖွဲ့လာမဲ့အစိုးရကိုတရားမှာတရားထောက်ခါအားပေးအတိမပြုကူညီဖို့ရအတွက်ကျွန်တော်ကအစုပ်အထိဒီဆိုင်တော့မှာဖြစ်ပါတယ်ဒါအင်မတာမှရည်ကြည်တယ်ထုံနည်းတူပဲကျွန်တော်ဟာအခုဆိုရင်တော့ဥမာချင်းပြည်နယ်ကိုကျွန်တော်တို့ကဥပမာနဲ့ပြောပါစို့ကျွန်တော်ကချင်းပြည်နယ်ဤယာယီပြည်သူလူထုအစိုးရကျွန်တော်ဖွဲ့မယ်အဲ့ဒါမှာချင်းပါတီတွေအားလုံးလည်းကျွန်တော်တို့ဖိတ်ခေါ်ပါမယ်เนาะကျွန်တော်တို့ဒီ CNF ကိုလည်းကျွန်တော်ဖိတ်ခေါ်ပြီးတော့အဲ့ဒီပြည်သူလူထုကိုစားပြုတဲ့ယာယီအစိုးရဖွဲ့တဲ့နေရာမှာသူတို့အားလုံးလည်းပါဝင်ဖို့ပေါ့เนาะအခါကဏ္ဍကိုခွဲပြီးတော့ကိုလုံနိုင်တဲ့အပိုင်းကိုလုံခိုင်းမယ်အဲ့လိုနဲ့ဒီမိအောင်လှိုင်ကိုကျွန်တော်ကနောက်ဆုတ်ထီဆိုင်တော့မှာဖြစ်ပါတယ်သူနဲ့သူအပေါက်ပါအချမ်းဖက်အဖွဲ့အစည်းကိုကျွန်တော်ကသူတို့အချမ်းဖက်အဖွဲ့အစည်းဖြစ်ပြီလေဘို့တော့ကျွန်တော်အစိုးရဖွဲ့လာတာချင်းနဲ့ပထမလို့ရမှာကတော့မိအောင်လှိုင်နဲ့သူ့အပေါင်းပါတို့ဒီအချမ်းဖက်အဖွဲ့အစည်းဖြစ်ပြီဖြစ်ကြောင်းမြန်မာပြည်သူလူထုကိုစီချင်ညာပြီးတော့အဲ့လိုနဲ့လူထုကိုတားဖြတ်နိုင်ပြီဖြစ်ကြောင်းကျွန်တော်တို့ကတယူဝီထုတ်ပြချင်ညာချက်တွေထုတ်ပြီးတော့အဲ့လိုနဲ့ကျွန်တော်တို့ဟာအစုပ်အထိအမိပြတ်တဲ့အထိဆိုင်တော့မှာဖြစ်ပါတယ်အဲ့လိုနဲ့ပေါ့ကျွန်တော်ဟာဒီလောလောဆယ်ရှိပြည်နယ်အစိုးရဟာလည်းဖက်ဒရယ်အစိုးရလို့ရတည်လို့ရတယ်လောလောဆယ်ပေါ့ကျွန်တော်လုံးဝရှိပြည်နယ်လဲကျွန်တော်ကထုတ်ပြချင်ညာချက်ထုတ်မယ်ရှိပြည်နယ်ဒီရှိပြည်နယ်နဲ့ရှိပြည်သူလူထုဒီ2000ဖွဲ့စည်းပုံကိုလုံးဝကျွန်တော်တို့မပါတဲ့တော့ကြောင်းကျွန်တော်တို့ဒီ2000ဖွဲ့စည်းပုံအောက်မှာမနေတော့ကြောင်းယာယီအစိုးရဖွဲ့ထားတဲ့အစိုးရအောက်မှာနေကြောင်းကိုကျွန်တော်ဟာနော်အဆွဲကိုကျူးစားအဲ့လိုတွားပါလိမ့်မယ်ထုံနည်းတူပဲအဲ့လိုတစ်ချိန်ထက်မှာပဲကျွန်တော်ဟာ
ဒီပြည်ထောင်စုတစ်ခုလို့ကိုreferendum နော်ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးတော့2008ဖွဲ့စည်းပုံကိုပြောင်းချင်တယ်မပြောင်းချင်ဘူးဆိုတဲ့စာကြောင်းနှစ်ကြောင်းပေါ်မှာကျွန်တော်တို့လူထုဆန္ဒခံယူပွဲလဲလို့ရှိပါတယ်ဆိုတော့လူထုကနေပြီးတော့တာ90ကျော်ထက်မှာကျွန်တော်တို့ကတီးတလောက်ဆိုတော့အခုနဒီမဲပေးနိုင်တဲ့လူဦးရေကတာ36လောက်ရှိတယ်အဲ့ဒီတာ36ကိုပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးတော့အဲ့ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ2010ဖွဲ့စည်းပုံကိုမကြိုက်ဘူးဆိုတာနဲ့ကြိုက်တယ်ဆိုတာပဲလုပ်မယ်နော်မကြိုက်ဘူးဆိုတဲ့နော်ပြောင်းမယ်ဆိုတဲ့အဖွဲကနော်မြလာပြီဆိုတဲ့ကဘာကိုတက်တယ်ပြမယ်ကဲကျွန်တော်တို့ဒီနေ့ဒီချိန်မှာပြည်သူ့ဆန္ဒခံယူပွဲကိုလုပ်ပြီးတော့အဲ့ဒီပြည်သူ့ဆန္ဒခံယူပွဲမှာတာမတော်ကသူတို့ရဲ့အကူအညီသူတို့ရဲ့လက်နဲ့အဖြစ်နဲ့ဖာစီတီထွင်ထားတဲ့2010ဖွဲ့စည်းပုံကိုပြောင်းရအတွက်လူဦးရေတာပေါင်း36ဆန္ဒခံယူတဲ့အချိန်မှာတာပေါင်း35ကလက်ခါပါတယ်ဆိုတော့ကဘာတက်တယ်ပြမယ်အဲ့လိုနဲ့ကျွန်တော်တို့ဟာဖွဲ့စည်းပုံကိုလည်းအတိရိပ်မယ်အဲ့ဒီဖွဲ့စည်းပုံဒီရိပ်ပိတာလည်းဖြစ်နေကျွန်တော်တို့လည်းရှိပိတာဖြစ်နေဒါကတချို့ပါပဲကျွန်တော်ပြည်ဖို့လို့ပါတာအဲ့လိုနဲ့ Federal နဲ့ဒီအခြေခံတဲ့ဖွဲ့စည်းပုံအတိတ်တစ်ခုလည်းပေါ်လာပါဆိုတော့လူထုဟာလည်းလို့မကြောက်ပါနဲ့အားမကြော့ပါနဲ့ကျွန်တော်ဒီလူထုအတွက်ဖြစ်နေလူထုအတွက်လိုအားရတော့ကျွန်တော်ခါကျွန်တော်လို့ဆိုတော့မှဖြစ်ပါတယ်ဒီဒေါက်တာဆဆာပြောတဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုတမတော်ဖက်ကလည်းဒါကြိုပြီးတော့လောက်နေပြီးတော့ဒါပြစ်ပြီးတဲ့ဆိုတဲ့သဘောကိုဆိုလိုတာလားအခု CRPH ကလည်း2008အောက်မှာတွားနေတဲ့ပုံစံဖြစ်နေလားဒါမှမဟုတ်ဒီအမြင့်ပြတ်ပဲဒီ2008ကလည်းတပ်ဖက်ကချုပ်ဖောက်ပြီးဆိုတော့ဒီတိုင်းပြစ်ပြီးလို့ယူဆလို့ရတယ်လားကျွန်တော်ကတော့အခုကအစိုးရယာယီအစိုးရတစ်ခုတက်လာမယ်ဖြစ်လာမယ်အဲ့ဒီယာယီအစိုးရအနေနဲ့2010ဖွဲ့စကျွန်တော်တို့နဲ့မိုက်တော့ဘူးသူတို့ကလည်း2010ဖွဲ့စကိုမတုတ်တော့ဘူးလေသူတို့ကပဲ2010ဖွဲ့စကိုကြော်ပြီးတော့နာသိတယ်2010ဖွဲ့စတမတာကိုအဖခါလို့ရဘူးမတာကိုပဲသူမှအဖခါလို့မရဘူးဒါဘာဖြစ်လို့သူတို့ရေးတာပဲမဟုတ်ဘူးလားဒါပေမဲ့သူတို့က2010ဖွဲ့စပုံကိုရေးတဲ့အချိန်မှာနှစ်ပေါင်း20ကြာတယ်သူကတေချာတမတော်က25ရာခိုင်နှုန်းမှနေရယူမယ်တမတော်ကအဲ့လိုတိုက်ဆွဲဆိုင်သူတို့နဲ့အမေမဟာမေဖွဲ့မယ်တမတော်ပဲအမေကတမတာဖြစ်မယ်ဆိုတဲ့စိတ်ကူးရည်နဲ့သူတို့ကဒီဖွဲ့စပုံကိုလှုပ်ထားတာဖြစ်နေဒါပေမဲ့လည်းအခုကတမတော်ကသူတို့မျိုးလေးထတယ်လို့မဖြစ်တဲ့အခါကျတော့သူတို့ကပဲအဲ့ဒီဖွဲ့စပုံကိုပြဖြတ်စီပြီးတော့အတုံးမပြိုးပဲနဲ့ဖွဲ့စပုံကိုကြော်ပြီးတော့သူတို့ကဖွဲ့စပုံအပေါ်မှာနေပြီးတော့ဖွဲ့စပုံကိုနေရာဘုတ်လို့သူတို့အတုံးပြုတ်တယ်လေသူတို့ကြိုက်ရဆွဲသူတို့ကြိုက်ရပြေးအဲ့ဒါမရဘူးလေဒါကြောင့်မလို့ကျွန်တော်တို့ကဒီတမတော်မှာလဲကျွန်တော်တို့ကချင်းပြည်သူလူထုနဲ့တိုင်းသားတွေလည်းနားလည်ဖို့ကရဲဘော်ဒီစစ်သားအကိုလို့ဒီလူစုမဟုတ်ပါနော်တကယ်လူစုကတော့စစ်သားကလူဦးရေ9သိန်းလောက်ရှိတယ်အဲ့ဒီ9သိန်းလောက်ထဲမှာနော်99.9ရာခိုင်နှုန်းတော့လူကောက်တွေဖြစ်မယ်လို့ထင်တယ်နော်အဲ့ဒီနည်းနည်းဆုလူတာနော်အပေါ်ကဒီတကယ်ထိတာကိုကိုင်နေတဲ့သူပဲသူတို့ရဲ့စီးပွားရေးကိုကျိုးစီးပွားကိုကြည့်ပြီးတော့ဒီလိုလုပ်နေတာပါဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုလှုပ်ချင်းအဖြစ်ပါဖြစ်လာမလဲဆိုရင်ကျွန်တော်တို့ကကုလသမဂ္ဂဌာနနဲ့တိုင်ပြီးထားမယ်နော်ကုလသမဂ္ဂဆိုင်ရာဒီပါလဲဟိုပါမဟာမိကြီးယုတ်ဒီကိုကျွန်တော်တို့ချိတ်ဆက်ထားမယ်အဲ့လိုနဲ့တမတော်သားတွေဟာလဲတနေ့ကြရတော့သူတို့ဟာတမတော်ကနေပြီးတော့ထွက်လို့ရတဲ့ဥစ္စာကိုကျွန်တော်ရှာပေးမှာဖြစ်နေပြည်သူရဲတွေဟာလဲကျွန်တော်တို့เนาะတစ်ဒီစီကောင်စီတရားမဝင်စီကောင်စီအောက်မှာမနေတော့ဘဲနဲ့သူတို့ဟာလဲเนาะကျွန်တော်ပြည်သူလူထုနဲ့အတူနေနိုင်မဲ့နေရာတွေကိုကမ္ဘာကုလသမဂ္ဂရဲ့အကာအကွယ်နဲ့အကူအညီကိုယူပြီးတော့ကျွန်တော်ဟာဆက်လက်ပုံဖော်ပြီးတော့လို့ဆောက်တော့မှာဖြစ်ပါတယ်အခုကဒီအင်ဒိုနီးရှားကလည်းအင်ဒိုနီးရှားနဲ့ထိုင်းလန်ကလည်းဒီစစ်တပ်နဲ့အရင်ကစစ်တပ်နဲ့တောက်ချုပ်လာခဲ့တဲ့လူတွေဆိုတော့အာနာသိမ့်လိုက်တာနဲ့အင်ဒိုနီးရှားနဲ့ထိုင်းလန်ကဒီမြန်မာစစ်ကောင်စီတွေကိုချစ်ကပ်နေတဲ့ဟာတွေတွေ့နေရတော့သူတို့ရဲ့ပန်းပူကူညီမှုကသူတို့ကိုထောက်ခံတဲ့သဘောမျိုးဖြစ်နေတာလားဒါမှမဟုတ်သူတို့ကိုအယတဆူရပုံစံပြောင်းဖို့သူတို့ဖိအားပေးနေတာလားဆိုတဲ့ဟာလေးဒီနေ့ဒီတလောက်ပြောပြလို့ရမှာကျွန်တော်ဒီအင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံကိုလာဖို့အတွက်သူ PC တဲ့အခါမှာကျွန်တော်တို့ကလည်းတတ်နိုင်တဲ့ဖက်နေပြီးတော့ဖိအားပေးတယ်မလာဖို့
ဒီတရားမူအစိုးရနဲ့မတွေ့ဖို့တရားဝေဆိုရရှိနေတယ်လေဘာဖြစ်လို့တရားမူအစိုးရကိုသူတို့ကလက်နှုတ်ဆက်ပြလာတွေ့နေရမှာလဲအခုကတော့တရားမူအစိုးရဒါမဟုတ်တော့ဘူးဆိုတော့အကြဖက်အဖွဲ့အစည်းဖြစ်သွားပြီသူတို့ကနော်ပြည်သူလူထုကိုလာပေါ်မှာအဲ့လိုတတဲ့နေကနေစားပြီးတော့သူတို့ဟာနဲ့သူတို့ကျွန်တော်တို့ဒီတရားမူအစိုးရတာမကဘဲနဲ့အကြဖက်အစိုးရဖြစ်သွားပြီအကြဖက်အဖွဲ့အစည်းဖြစ်သွားပြီဆိုချိန်ရလိုက်ပြီဆိုတော့အာဆီယံအနေနဲ့လည်းမကြာခင်မှာသူတို့ကလည်းကျွန်တော်ဖျားအများကြီးပေးထားတယ်နော်သူတို့လုံးဝဒီလိုမျိုးထားမလို့ဖို့ကျွန်တော်အနေနဲ့အာဆီယံရဲ့ပါနာတွေကတော့ဥရောပတိုင်းတွေအမေရိကတိုင်းတွေဖြစ်နေသူတို့ရဲ့အစိုးရမှတစ်စိတ်ကျွန်တော်ထားလဲလိုအပ်လို့လိုအပ်တယ်လို့စီးပွားရေးကိုလည်းကျွန်တော်တို့ကြည့်မှာဖြစ်ပါတယ်ဒါလည်းသူတို့ကတော့အထိခံမှာမဟုတ်ပါဘူးတချို့ကတော့ Thailand တို့အခုစင်ကာပူတို့တချို့နိုင်ငံတွေကမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတာရှိတယ်အဲ့ဒီရင်းနှီးမြှုပ်နှံထားတဲ့ပိုက်ဆံကိုပဲကြည့်ပြီးတော့ပြည်သူလူထုကိုမကြည့်တော့မရတော့ဘူးအဲ့ဒီရင်းနှီးမြှုပ်နှံမှုကဘာအတိတ်ပဲမှမရှိဘူးကျွန်တော်တို့အတွက်အဲ့ဒီရင်းနှီးမြှုပ်နှံထားတဲ့ပိုက်ဆံကစစ်ပူချိုးတွေမှာသွားတယ်သူတို့ကပဲသူတို့စားတယ်ဒါပဲပြည်သူလူထုနဲ့မဆိုင်ဘူးဒါကြောင့်မလို့သူတို့ဒီရင်းနှီးမြှုပ်နှံမှုတေးသေးလေးကိုမကြည့်တော့ဘဲနဲ့54သားပြည်သူလူထုကိုကြည့်ဖို့ရအတွက်ကျွန်တော်ဟာဖိအားပေးထားပါတယ်ထုံနည်းတူပဲအာရှတွေကိုလည်းကျွန်တော်ဟာတစ်ဖက်ကနဲ့ကျွန်တော်ဒီဖက် behind closed door ပေါ့နော်တကပိတ်နဲ့ကျွန်တော်ကိုဒီဖက် internet နဲ့ပြောနေပါတယ်သူတို့ကလည်းဒီအခုနမြန်မာနိုင်ငံဒီလိုလာတော့အခြေအနေမှာဒီအာတိတ်တရားမူစီကောင်စီကိုအကြဖက်အဖွဲ့အစည်းဖြစ်လာပြီးဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းကိုဒီအာရှမဲဘာကနေထုတ်ဖို့နော်လောကသူတို့နဲ့စကားမပြောဖို့ကိုလည်းကျွန်တော်ဟာပြောလုံနေပါတယ်ဒါတွေမကပါဘူးတစ်ဖက်ကချစ်တော့ကျွန်တော်အနေနဲ့အများရဲ့လုံနိုင်ရှာလုံနိုင်ဖို့လဲရှိတယ်လို့လို့လဲပါတယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်အာရှဟာလည်းကျွန်တော်ဟာနိုင်ငံ10ခုရှိတယ်မဟုတ်ဘူးလားခုတည်းမှာလူ10ယောက်ရှိတယ်ပေါ့နော်အဲ့ဒီညီကိုမောင်နှမ10ယောက်ထဲမှာလူ1ယောက်ကအဲ့လိုနဲ့မတမာမှုကိုကျွန်တော်တို့စိတ်မှာအမျက်တလုံနေတော့သူ့ကိုကျွန်တော်ကထုတ်ရတော့မယ်လေနော်ဘာဆိုင်တယ်လဲသူ့ကိုထုတ်ရမယ်လေနော်လူဖြစ်လူမဆန်တဲ့အလုပ်ကိုလုပ်နေတော့ဒါဒီကျွန်တော်ညီကိုမောင်နှမ10ယောက်ထဲမှာသူပါလို့မရတော့ဘူးလေဘာလို့လဲသူကလူမဆန်တဲ့အလုပ်ကိုလုပ်နေတယ်လေဒါကတော့လုံးဝမရတော့ဘူးလေဒါကြောင့်မလို့ကျွန်တော်ကအဲ့ဒီဖက်ကိုလည်းကြည့်ပြီးတော့ဒီဆိုင်ရာရဲ့တရားဥပဒေရိုးချိုတွေကိုလည်းကြည့်ပြီးတော့အာဆီယံကိုလည်းကျွန်တော်ကောင်းကောင်းကြိုက်တွေ့ဖို့ရအတွက်စဉ်းစားနေတယ်ဒီဆီအာနာတင်းတဲ့ထိဒီမြန်မာနိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာအမေတိုင်းတိုင်တမိုင်းဂျိုမူထွန်းကလေမြန်မာပြည်သူနဲ့ယက်တီပြီးတော့ဒီစစ်တပ်ရဲ့မကောင်းဆိုးဝါးလောက်နေမှုတွေပေါ့နော် UN မှာပြောသွားတာဟာကျွန်တော်တွေ့ရတယ်ပြည်သူဖက်ကနေယက်တီပြီးတော့ဒီအမှန်တရားပေါ်မှာယက်တီပြီးတော့ပြောနေတဲ့ဟာဒီကျွန်တော်မြင်နေရတော့တချို့တွေကတော့အန်အိုကြတာပေါ့နော်ဒါမဲ့ဒါသူရဲ့အမှန်တရားပေါ်မှာယက်တီတဲ့ပုံမှာဒေါက်တာဆာဆာဘလူးမြင်တယ်လေအခုကျွန်တော်ကမတရားမှုကိုကျွန်တော်စန့်ကျင်ပြီးတော့ CDM လောက်နေတဲ့လူတွေလေးများကြီးရှိတယ်နေ့တိုင်းဆန္ဒပြပြီးတော့ထွက်ပြီးတော့အသက်ပေးထူနေရတဲ့လူတွေလေးရှိနေတော့ဒီပုံမှာဘယ်လိုပြောချင်လဲပြီးရင်အဲ့ဒီဆရာကျော်မှုထွန်းနဲ့ဆရာဒေါက်တာဆာဆာကဘယ်လိုတောင်းခွင့်ဝေမှုကဘယ်လိုသွားမလဲဆိုတဲ့ဟာလေးဒီနေ့ပြောပေးစီချင်ဒီမနေ့ကျွန်တော်တို့တာမကြီးဦးကျော်မြတ်ထွန်းနဲ့ကျွန်တော်တို့စကားပြောပါတယ်เนาะဒီနေ့လည်းပြောပါတယ်မနေ့ပြောမှာပါတကပိတ်နဲ့ကျွန်တော်အများအားပြောနေတာပါเนาะဒါကတော့ပြဿနာမဟုတ်ဘူးကျွန်တော်လောက operation ကတော့အားလုံးကအစီအပြေနေဒီမနေ့ကိုမိကိုနိုင်ကိုကြီးမီအကိုလုံးလည်းကျွန်တော်ပြောပါတယ်เนาะကျွန်တော်အများအားချိတ်ဆက်နေပါတယ်ဆိုတော့ပြည်သူပြည်ပမှာလည်းအခုနလိုကျွန်တော်ဟာเนาะအစိုးရဖက်ကနေပြီးတော့အမြိုက်ဆွတ်တွေရှိပါတယ်ဆိုတော့တခုပဲပြောချင်တာကတော့ဒီလာမဲ့နေ့ဒီမှာကျွန်တော်နဲ့ဦးကျော်မှုထွန်းနဲ့ဦးထေလင်းအောင်တို့ကျွန်တော်တို့ယောက်က BP ဆိုင်ရာမှာเนาะအများကြီးလှုပ်ရှားရှိတယ်လို့အများကြီးလုပ်ပါလိမ့်မယ်ဒါဟာလည်းကျွန်တော်ပြည်သူလူထုဟာလည်းမျိုးဆူတောက်ပေးပြီးတော့ကျွန်တော်တို့ကိုအားပေးကြပါလို့မေတ္တာခါလုပ်ပါတယ်ဆိုတော့ဒါဟာကျွန်တော်အများကြီးလှုပ်ရှားရှိပါတယ်เนาะကျွန်တော်လည်းNew York မှာအခုလိုပေါ့အများကြီးလှုပ်ရှားရှိတယ် Washington DC မှာလည်းအများကြီးလှုပ်ရှားရှိတယ်အခုယာယီအစိုးရကိုဖွဲ့လာပြီးဆိုရင်ကျွန်တော်မှာအမေရိကသမ္မတနဲ့တွေ့ပြီးတော့မြန်မာနိုင်ငံယာယီအစိုးရနဲ့အမေရိကအစိုးရနဲ့ပါအတူတကွလှုပ်ရှားရှိတယ်လို့တာလုပ်မယ်ထုံနည်းတူပဲမြန်မာနိုင်ငံယာယီအစိုးရနဲ့ဗြိတိရှ်အစိုးရကပါလှုပ်ရှားရှိတယ်လှုပ်ရှားရှိတာလုပ်မယ်အဲ့လိုပေါ့ကျွန်တော်ဥရောပတိုင်းအမေရိကတိုင်းနဲ့အခု
ကျွန်တော်ရဲ့ဒီမိုကရေစီမဟာမိတ်တွေကိုကျွန်တော်နဲ့အတူတကွဒီအချိန်မှာကျွန်တော်မှာယင်းနှိမ့်ညွှန်းတာပေးဖို့ရအတွက်မြန်မာနိုင်ငံကြီးဒီတနေ့ကျတော့ဒီမိုကရေစီနိုင်ငံဖြစ်လာပြီးတော့ Federal ပြည်ထောင်စုဖြစ်လာတဲ့တနေ့ကျရင်အာရှတိုက်ကကျွန်တော်တို့ညီကိုမောင်နှမတွေကျွန်တော်တို့ရဲ့အာရှမက်တွေကပဲပိုးပြီးတော့ပျော်ပါလိမ့်မယ်နော်တည်ငြိမ်တဲ့အင်းနာချီရှိတာဟာမငြိမ်တဲ့အင်းနာချီရှိတာတဲ့ပိုကောင်းတယ်ဒါကလူတိုင်းနားလည်တယ်အခုဆိုတော့ China တောင်မှကျွန်တော်တို့ကူလာသမက်ကမှလေသူတို့လေတာပျောက်သွားပြီအဲ့မှာကျွန်တော်တို့တာအမကြီးကျွန်တော်မျိုးထွက်ကပြောတဲ့အချိန်မှာအဲ့ဒီမှာတာအမကြီးကိုလို့ကသူတို့ရေးထားတဲ့စာသားတွေကိုပျောက်နေတယ်ကျွန်တော်တွေ့တယ်အကိုလို့လေသူတို့ရေးထားနော်အစစ်ရေးထားတဲ့စာသားတွေကိုလို့ပေါ့ကျွန်တော်ဘာပြောမလဲဆိုပြီးတော့ကျွန်မဘာပြောမလဲဆိုပြီးတော့ဒီလိုအစည်းအဝေးမှာတော့သူတို့ရေးထားပြီးသားပါလာကြတာပေါ့ statement တစ်ခုလို့ပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့သူရဲ့ကောင်းနော်ဥကျော်မျိုးထွက်ကဒီဇိုင်းမှာတိတ်ခါရှိတတ်ရှိရှိနဲ့အဲ့လိုပြောတဲ့အခါသူတို့ကနေပြီးတော့နော်ဘာပြောမှမသိတော့ဘူးနော်တကယ်ပဲအဲ့မှာ electric shock ဖြစ်သွားတယ်တကယ်ပြောတာ electric shock ဖြစ်သွားတယ် international မှာဆိုတော့ကျွန်တော်တို့ဒါကိုလည်းအများကြီးတစ်ခါဖွင့်ပေးပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တရုတ်နိုင်ငံတာမကြီးကိုလည်းကျွန်တော်တို့ဟာတွေ့နိုင်ဖို့ရအတွက်ကြိုးစားနေတယ်ရုရှားနိုင်ငံတာမကြီးကိုလည်းတွေ့နိုင်ဖို့ရအတွက်ကြိုးစားနေတယ်သူတို့ကိုလည်းအကျိုးနဲ့အကျိုးနဲ့အကြောင်းကိုကျွန်တော်တို့ကိုဖော်ပြပေးမှဖြစ်ပါတယ်ဒါမှမဟုတ်ပဲနဲ့သူတို့ကအောက်ချိန်မှာဖြစ်နေတဲ့ဥမာတရုတ်တာမကြီးကအောက်ချိန်မှာဖြစ်နေတဲ့ဟာခါမှာဘာဖြစ်နေလဲသူမသိဘူးလေနော်မြစ်ချနာမှာဘာဖြစ်နေလဲမသိဘူးလေသိဘူးတော့မြစ်ချနာနဲ့နယူးယောက်ကအရာဝေးတယ်လေဟာခါနဲ့နယူးယောက်ကဝေးတယ်လေကျွန်တော်တို့ကကိုယ်စလဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လူထုနဲ့ချိတ်ဆက်ရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ရုရှားတာမကြီးနဲ့ကျွန်တော်ပြောဖို့တွေးဆိုဖို့စူးစမ်းနေတယ်ဒီဘက်တရုတ်တာမရှိနဲ့လည်းတွေးဆိုဖို့စူးစမ်းနေတယ်အဲ့လိုပေါ့နော်အဲ့ဒီမှာလူချွေးကောင်စီမှာ15နိုင်ငံ16နိုင်ငံထိုင်တယ်အဲ့ဒီ16နိုင်ငံထိုင်တဲ့ကိုယ်စလဲအားလုံးအာရှလည်းပါတယ်သူတို့ကိုလည်းကျွန်တော်တွေးပြီးတော့ဒီလိုဖြစ်နေပါတယ်ဒါအကြဖက်နေပါတယ်လူအခွင့်အရေးကိုချိုးဖောက်နေပါတယ်ဒီလိုဖြစ်နေပါတယ်ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကပေါ်လာပြီးတက်လာပြီးဒီပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုအားပေးကြပါကျွန်တော်တို့သမ္မတကြီးဦးဝီမင်းနဲ့ကျွန်တော်တို့ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်းအများဆုံးချက်ချင်းနှုတ်ပေးပြီးတော့ဒီတမတော်ဒီအာဏာသိမ်းရှိကောင်စီတရားမဝင်ရှိကောင်စီကနေပြီးတော့သူတို့ဟာဒါကျွန်တော်တို့ကိုအာဏာပြန်နှုတ်ပေးလိုက်တဲ့အချိန်ကျရင်တော့ကျွန်တော်တို့ကအဲ့ဒီယာယီအစိုးရကိုပြန်ဖြတ်ပြီးတော့အခုဆက်လက်အစိုးရနဲ့ကိုပြန်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုလိုနိဗျူဟာအဖြစ်တော့စီစီထားပြီးသားဖြစ်တယ်လို့အကိုလိုကလည်းနိုင်ငံတကာထောက်ခံမှုလည်းရပြီးသားဖြစ်နေကျွန်တော်နဲ့ဦးကျော်မျိုးထွန်းနဲ့ဦးထေရီအောင်ကျွန်တော်တို့၃ယောက်ကတော့အတူတကွကျွန်တော်တို့ဟာเนาะခိုင်မာနဲ့ရတည်တော့မှာဖြစ်ပါတယ်ဒီကမ္ဘာအင်အားကြီးဖြစ်တဲ့တရုတ်နဲ့ရုရှားကမြန်မာအဓိကမြန်မာစစ်တပ်နဲ့အမေရိကန်ပူးပေါင်းပြီးတော့ကွန်မြူနစ်နိုင်ငံထူထောင်ခြင်းတာတော့ဒီဝါဒဆိုင်ရာလားဒါမှမဟုတ်သူတို့ရဲ့နိုင်ငံရဲ့စီးပွားရေးအကျိုးကိုကြည့်ပြီးတော့လုပ်နေတာလားဒီတရုတ်ရဲ့ရုရှားအပေါ်မှာဒေါက်တာဆာဆာကဘယ်လိုသုံးသပ်လဲကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေတည်ဖို့အတွက်ပေါ့နော်အခုတက်လေဟောင်ကောင်ကိုကြည့်လိုက်လေဟောင်ကောင်တို့ထိုင်ဝမ်တို့ကိုကြည့်လေထိုင်ဝမ်ဆိုရင်တော့တရုတ်နိုင်ငံရဲ့အစိပ်ပိုင်းလို့ပြောလို့ရတယ်ဒါပေမဲ့ထိုင်ဝမ်ကဒီမိုကရေစီနိုင်ငံဒီကျွတ်ဖြစ်သွားပြီလေထိုင်ဝမ်မှာရှိတဲ့စီလက်နဲ့တွေပါတယ်အကိုကြည့်လေအမေရိကကပဲလေဒါဆိုတော့ကျွန်တော်တရုတ်ကထိုင်ဝမ်တောင်မှသူတို့ကမထိနိုင်တာကိုတကယ်တတ်ဆိုရင်ဒီနေ့အထိထိုင်ဝမ်ကိုလည်းသူတို့ကအမေရိကန်နဲ့ဆက်စားထားတော့ဒီနေ့အထိတရုတ်ကစီးအရာထိုင်ဝမ်ကိုဘာမှမရဘူးလေမထိရဘူးလေမြန်မာနိုင်ငံကလည်းသူနေတူပဲကျွန်တော်ဒီမိုကရေစီနိုင်ငံမဟာမိတ်တွေနဲ့အတူတကွရတည်တဲ့တနေ့ကျရင်တရုတ်ဟာလည်းသူတို့ရဲ့အချစ်စာရိတ္တတွေသူတို့ရဲ့ဥစ္စာတွေပျောက်သွားပါလိမ့်မယ်ပျောက်သွားဖို့လည်းရှိပါတယ်ဆိုတော့အခုထိုင်ဝမ်လည်းရတည်နေတာပဲလေနော် ACC ပဲလေဟောင်ကောင်လည်းတည်နေတာပဲလေ civil autonomy နဲ့လေဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့တရုတ်ကိုကြောက်เสียမလို့တလို့တရုတ်ကဒါလာဥမာပေါ့နော်ကျွန်တော်အမေရိကအစိုးရရဲ့ပူပေါင်းနိုင်ပြီးတော့ဥမာအခုတော့ကျွန်တော်အမေရိကမှာမြပြီလေအားလိုက်တော့အမေရိကမှာရှိတဲ့ချင်းတွေအကုန်လုံးလည်းပြလာခဲ့ပါပေါ့နော်ကျွန်တော်ဒီချီပီနယ်မှာချင်းတွေပဲအုပ်ချုပ်ရမယ်ဒါပဲလေစစ်လေးပဲလေအဲ့မှာပြလာကြပါဆိုတော့ကျွန်တော်အနေနဲ့အမေရိကမှာရှိတဲ့ချင်းတွေဟာလည်းအမေရိကစစ်သားတွေအများကြီးရှိပြီလေသူတို့မှာအကုန်လုံးအခြေဆက်ရှိပြီးသားဒါကြောင့်မလို့ဒါတွေအားလုံးကတော့ဖြစ်နေတယ်ဆိုတော့
တရုတ်နဲ့ရုရှားကိုတော့ကျွန်တော်တို့အတွက်အန်ဒရယ်မဟုတ်တယ်လို့ဘယ်တော့ခါမှကျွန်တော်တို့ရဲ့နိုင်ငံရေးကိုအဲ့လောက်ထိတော့ဆွဲဖွဲ့နိုင်မှာမဟုတ်ဘူးဟောင်ကောင်ရဲ့နိုင်ငံရေးတောင်မှသူတို့ကတိတ်ပြီးတော့အဲ့လောက်မဆွဲဖွဲ့နိုင်တာကိုပြီးတော့တိုင်ဝမ်ရဲ့နိုင်ငံရေးတောင်မှအခုဆိုတော့တိုင်ဝမ်ကလွတ်လပ်တော့နိုင် independent နိုင်ငံတစ်ခုပဲရတည်နေတယ်လေတရုတ်ကဘလောက်ပဲဖြစ်ပေါ့အမေရိကန်နဲ့သူတို့ရတည်နေလေဒါပဲလေလောကမှာဒါကြောင့်မလို့ကျွန်တော်ဟာလဲဒီ policy တွေအားလုံးကိုနားလည်ဖို့လိုတယ်ကျေးဇူးတင်တယ်အခုကဒီဆီယနာရှင်စုရဖြုတ်ချဖို့က CDM ကအထီအောင်ဆုံးဖြစ်တယ်ဆိုပြီးတော့ဒါCDM လောက်ဖို့ကိုလေးစိုးကြတယ်လောက်လေးလောက်ကြတယ်ပေါ့နော်ဆိုတော့ CDM ကဘယ်လောက်ထိအရေးကြီးနေလဲအခုမြန်မာပြည်ဝန်ထမ်းတွေရဲ့တုံးပုံတပုံလောက်ကပဲ CDM လောက်ပါတော့ပေါ့နော်ကျန်တဲ့အများဆုံးကတော့ CDM ကသူတို့ရဲ့ one side အကြောင်းလေးပါနိုင်တယ်ပေါ့ဆိုတော့ဒီ CDM ကိစ္စဘယ်လောက်အရေးကြီးပြီးတော့ CDM လောက်ပြီးတော့အခက်အခဲဖြစ်နေတဲ့လူတွေအတွက်CRPH ဘက်ကဘယ်လောက်ပိုင်းပူကူညီဖို့နောက်ဘက်ကနေရတီပေးဖို့ပြီးရင်တို့တရားစွဲခံရတဲ့ CDM လောက်လို့ထောင်ချခံရတဲ့အခုခုနှစ်ထောင်ချလို့ရတယ်ဆိုတဲ့ဟာတွေချင်းချောက်ခံနေရတယ်တွေ့ရတာပေါ့နော်ဆိုတော့ CDM လောက်လို့ထောင်ချတဲ့လူတွေအလောက်ကနေထောက်ခံရတဲ့လူတွေအတွက်ဗာများပြင်ဆင်ထားပြီးသားရှိတယ်လေပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီယာယီပေါ်လာတဲ့အခါကျတော့နိုင်ငံတကာအစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းအကူဟာလဲကျွန်တော်တို့ယာယီအစိုးရနဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဥမာပေါ့ကွာဟာခမှာဆိုတော့ CDM မှာပါတဲ့လူတွေကိုကျွန်တော်အလုပ်ပြခမှာဖြစ်နေနော် CDM မှာမပါချင်တာကတော့ကျွန်တော်စစ်စားဥမှာပေါ့ CDM ကတော့ကျွန်တော်ရဲ့တကယ်အကြီးမားဆုံးတော့အကြမ်းမဖက်တဲ့နည်းနဲ့နော်ပြည်စာမှုလုပ်တာပဲလေဒါကြောင့်မလို့အခု CDM မှာကျွန်တော်တို့လည်းပြောပြီးပြီ CDM မှာမပါလို့ CDM မှာပါလို့ကျွန်တော်တို့ထမင်းငါပြီးတော့တေးမှာမဟုတ်ပါဘူးဒီမိုကရေစီမရလို့တော့အများကြီးတေးမှာဖြစ်ပါတယ်ကျွန်တော်တို့ CDM မှာပါပြီးတော့ထမင်းငါလို့တယောက်ဘာတစ်ခုမှဖြစ်မှာမဟုတ်ပါဘူးနော်ဒါပေမဲ့လည်း CDM ကိုမလုပ်ချင်လို့ခင်ဗျတားသမီးတွေတားစင်မဆက်ကိုလို့က CNRC ရဲ့ဖနာအောက်မှာရှိရမှာကိုတော့ခင်ဗျတို့အားလုံးစဉ်းစားတယ်လို့ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးက united we stand divided we fall ဆိုတော့ကျွန်တော်ကအားလုံးရှိလို့ငငို့ပြီးတော့ဒီမိအောင်လိုက်ကလာစာပိတ်တာကိုတော့ဂျေနမနေနဲ့သူတို့မှလာစာမပိတ်ရလဲကျွန်တော်မှအများကြီးနေလာတယ်အများကြီးရှိပါတယ်အဲ့လာစာမဆိုင်လဲတယောက်မှတိမ်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ခုဆိုတော့စီကောင်စီဒီဟာလဲပိုက်စာနောက်လာမဲ့လာဒီတလားနှစ်လားတွေ့မှသူတို့ပိုက်စာပြတ်သွားပါလိမ့်မယ်တို့ကပိုက်စာလဲထုတ်ပေးနိုင်မှာမဟုတ်ပါဘူးအခုစီးပွားရေးလဲကောလာဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီခြေကြရတော့ခင်ဗျားတို့ကပဲနောက်သားပြန်ရလိမ့်မယ်ဒါကြောင့်မလို့အခုချိန်ဒီကျွန်တော်အလို့စီလို့ငင်ငုံ CDM မှာအပါဝေကြဖို့အရေးကြီးပါတယ်အခုကမြန်မာပြည်တွေးထက်မှာဘယ်ကျွန်တော်ပြောတော့မဟုတ်ဘူးမြန်မာနိုင်ငံရဲ့ပြည်ပဖြစ်တဲ့တာယုတ်ဒီမှာလည်း CDM ကိုလုပ်ဖို့ကျွန်တော်ပြောနေပါတယ်နော်တာယုတ်ဒီပေါ့မြန်မာနိုင်ငံတကာမှာရှိတဲ့မြန်မာနိုင်ငံတာယုတ်အားလုံးမှာ CDM ကိုပြုလုပ်ပြီးတော့ဥမာအင်္ဂလန်နိုင်ငံမှာပြုလုပ်တယ်ဆိုရင်အဲ့ဥမာရှိတဲ့လူတွေရဲ့အထောက်ပံ့နဲ့အစအဒါအားလုံးကိုတော့ကျွန်တော်တို့အင်္ဂလန်နိုင်ငံအဆွေးနွေးလို့ရတယ်ပြောလို့ရတယ်ကိစ္စမရှိနော်အမေရိကန်မှာဆိုသူနေတူပေါ့နိုင်ငံတိတိမှာဆိုတော့ကျွန်တော်ဟာလည်းဒီအခီမှာအခုပြောတယ်လို့ဒီယာယီအစိုးရ interim government ကျွန်တော်ဖွဲ့စည်းလာမယ် interim government အောက်မှာတာယုတ်လည်းရှိလာမယ်အဲ့ဒီ interim government အောက်မှာပဲကျွန်တော်ချိပြည်နယ်လည်းရှိလာမှာဆိုတော့ဒီဘိုချိုမူကြီးဒီအာနာတိတ်ပြီးတော့ဒီလိုနဲ့ကျွန်တော်ပြည်သူလူထုကိုညှိပနှိမ့်ဆက်ပြီးတော့အကြဖက်နေတဲ့အဖွဲ့အစည်းအတွက်ကိုတော့အလုံးမလုံးနဲ့တော့သူတို့အကြအဖွဲ့အစည်းဖြစ်သွားပြီမချာခင်မှာသူတို့နော်ကျွန်တော်တရားဥပဒေလာကြောင်းနဲ့ပြည်ပဆိုင်ရာမှာသူတို့ကရေးဆိုင်ပုံအများကြီးရှိပါတယ်ဒါကြောင့်မလို့အခုမှပြည်သူလူထုဘက်ကိုအကိုလိုရတည်တင်တယ် generation Z မှာပါတဲ့လူတွေအားလုံးကိုလည်းကျွန်တော်အလေးပြုပါတယ်ထုံနည်းတူပဲ CDM မှာပါတဲ့လူတွေအားလုံးကိုလည်းကျွန်တော်အလေးပြုပါတယ်သူရဲ့ကောင်းနေပါသူတို့အားလုံးကဆိုတော့ဒီလိုနဲ့ကျွန်တော်ဟာမကြတော့ပါဘူးเนาะမကြတော့ပါဘူးသူတို့ဒီ CNRC ကသူတို့အနေနဲ့နားလည်လာလိမ့်မယ်အခုဆိုရင်တော့သူတို့ကရာကိုတိုက်ဆွဲလည်းမဖွဲ့နိုင်ဘူးပြည်နယ်နဲ့တိုက်ဆွဲလည်းမဖွဲ့နိုင်ဘူးเนาะနေပြီးတော့မှာပဲသူတို့မှာရှိတာကအခုဆိုတော့ MRTV နဲ့တချို့ပါလဲဒီเนาะတုံးနေတဲ့ဒါပဲရှိတယ်เนาะပိုက်စာလည်းမရှိတော့ပါဘူးမိတ်ဆွေလည်းမရှိတော့ပါဘူး
နိုင်ငံတကာလည်းအတိမမပြုတော့ပါဘူးနိုင်ငံတကာကကျွန်တော်ကိုအတိမပြုလာတယ်ကျွန်တော်ပဲဖြစ်တော့မယ်ဆိုတော့ကျွန်တော်ဒီပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့เนาะဒီအစိုးရပေါ်လာတဲ့ဥစ္စာကိုပဲအားလုံးဆောင်မျှော်ပေးနေပါဒီအစိုးရပေါ်လာတဲ့တနေ့ကျရင်ကျွန်တော်ကုလသမဂ္ဂမှာတစ်စစ်နိုင်ငံတကာမှာတစ်စစ်အများကြီးလုံနိုင်စွမ်းရှိတယ်လို့လည်းရတယ်ဆိုတာကိုလည်းပြည်သူလူထုကိုကျွန်တော်တတိကောက်ပါချင်ပါတယ်ဒီဘက်ကပြည်သူလူထုဘက်ကလည်းမင်းနေတာပေါ့ဒီရှင်ပြန်အစိုးရဒီ CRPH ဘက်ကအစိုးရနဲ့အခုတက်ကောင်စီရဲ့အစိုးရပေါ့နော်ဒီရှင်ပြန်အစိုးရလူမျိုးအခုကတော့ဒေါက်တာဆဆာကတော့မကြတော့ဘူးပြုတ်ပေမဲ့လေအချင်းရတော့ယူရမှာဆိုတော့ဒီဟာဘယ်လောက်ကြာနိုင်အောင်မလဲဒီရှင်ပြန်အစိုးရပုံစံနဲ့တွားနေဘာဖြစ်သွားနိုင်လဲပေါ့နော်ကျွန်တော်တို့ရှိလေးပဲလေတရားမဝေတော့အစိုးရနဲ့တရားဝေဆိုရပဲလေဒါပဲရှိတယ်လေဘာမှမရှိဘူးလေဒီမိုကရက်တစ်အစိုးရနဲ့အာဏာသိမ်းအစိုးရပေါ့ဒါပဲလေနော်ဆိုတော့ဒါရွေးရှာတော့မလို့ဘူးလေဒါဖိပိတလေစီပိတလေဆိုတော့ကျွန်တော်အနေနဲ့အကြဖဲတဲ့အစိုးရနဲ့အကြမဖဲတဲ့အစိုးရပေါ့နော်တစ်ဖက်ကတရားဝေအစိုးရနဲ့တရားမဝေအစိုးရ legitimate government and illegitimate government illegal government and legal government ဒါပဲရှိတယ်နော် democratic government and dictatorship government ဒါပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကအမှားတရားကကျွန်တော်ဘက်မှာရှိတယ်ပြည်သူလူထုလည်းကျွန်တော်ဘက်မှာရှိတယ်နိုင်ငံတကာလည်းကျွန်တော်ဘက်မှာရှိတယ်သူတို့ဘက်မှာရှိတာကတော့လက်တဆုပ်စာပဲရှိတယ်နော်အားလုံးသိတယ်ဒါကတော့ရှိပြည်သူလူထုကလည်းတရားမှစစ်ပြောလိုက်စစ်ဒါနားလည်လို့ရပါတယ်ရှိပြည်သူလူထုကကျွန်တော်ပြောတဲ့စကားကိုနားထောင်မလားမိအောင်လာပြောတဲ့စကားကိုနားထောင်မလားဒါရှိတယ်ရွေးလိုက်ပါနော်ဒါပဲလေရှိလေးပဲလေမိအောင်လာပြောတဲ့စကားကိုရှိပြည်သူကနားထောင်မလားဒါမှမဟုတ်ကျွန်တော်ပြောတဲ့စကားကိုနားထောင်မလားဒါပဲလေရှိလေးပဲလေကျွန်တော်တို့ကတစ်ဖက်ကပြောမယ်ဆိုရင်အာနာတိတရားမူအစိုးရနဲ့ဒီဖက်ကပြည်သူလူထုကကောက်တည်မြောက်ထားဆိုရပေါ့အဲ့လိုဖြစ်မယ်ကျွန်တော်က CPI အစိုးရရပါအဲ့လိုမဟုတ်ဘူးကျွန်တော်ကသူတို့ကို CPI ရှာလည်းမလိုဘူးနိုင်ပြီးသူတို့ကိုကျွန်တော်ကကြော်ပြီးသားပါဒီမြန်မာနိုင်ငံရဲ့ဒါပြည်တွင်းရေးလို့ပြောနေကြပေမဲ့လေဒီမြန်မာစစ်တပ်ဘက်ကနေအကြမ်းဖက်နည်းနဲ့ဖြိုခွေးပြီးတော့အခုဆုံးသွားတဲ့လူကလည်း20ကျော်ပေါ့နော်အဲ့လိုမျိုးမှာဒီ UN စွန့်ဖြတ်ချက်ကလည်းမလာနိုင်တော့ US ကခုနနိုင်ငံတကာမှာဒီနည်းနည်းလူချမ်းနေပေါ့တပ်ဖြတ်တယ်လို့မျိုးပုံစံနဲ့မြန်မာနိုင်ငံကိုအရေးယူလို့ရတယ်လားအဲ့လိုမျိုးလောက်နိုင်တဲ့ပုံစံရှိသလားပေါ့နော် US တိုင်ယုံကတော့မေးတိုင်း statement ထောက်နေပေမဲ့လေဒီတိုင်းပဲပြီးသွားမလားသူတို့ဘာအရေးယူမှုကိုနည်းနည်းလက်နဲ့နီးနဲ့လေဖြစ်ပေါ့နော်ကြံတဲ့နီးလိုက်နဲ့သူတို့ဘာလို့သူတို့ရွေထားတီးထားတာလေးဗာမျက်ရှိလေပေါ့ဒါကတော့အများကြီးလို့ရတယ်အများကြီးဖြစ်နိုင်တယ်အခုနကျွန်တော်လို့နိုင်ငံရေးမှာအခုနပေါ့ကျွန်တော်ဟာဒီလူထုကရွေးကောက်တင်မြှောက်ထားတဲ့ယာယီအစိုးရပေါ်လာမယ်ယာယီအစိုးရနဲ့အမေရိကန်အစိုးရနဲ့စကားပြောမယ်ဒါပဲเนาะအများကြီးမပြောချင်ဘူးเนาะအခုကကျွန်တော်ချင်းပြည်နယ်မှာဆိုရင်အခုနကျွန်တော်ကချီပြည်နယ်မှာဆိုရင်လည်းကီပြည်နယ်မှာဆိုရင်လည်းတကယ်တော့ဆိုရင်တော့ဒီအာဏာသိမ်းတရားမူကြီးစီကောင်စီကိုဘယ်သူမှမလိုချင်ပါဘူးသူတို့အားလုံးကိုလည်းကဘာကလည်းတည်တယ်ဆိုတော့အခုဆိုရင်ကျွန်တော်ဥမာပေါ့ဒီဆီးရီးယားကိုကြည့်မယ်ဆိုရင်ဆီးရီးယားမှာရှိတဲ့ဆီပရိပက်ခါကိုအမေရိကကဆီးရီးယားမှာရှိတဲ့အဲ့ဒီဆီးရီးယားတမတော်မှာထွက်ပြေးတဲ့သူတွေကိုပဲသူတို့ကလက်နက်ကိုပြပေးပြီးတော့အဲ့ဒီကဘာကတိပိဖြစ်ပါတယ်ဆိုတော့တိုက်တော့ကျွန်တော်တို့ဟာ CNA CNF KNU KIA နဲ့ကျွန်တော်တို့ဒီ AA နဲ့ကျွန်တော်တို့ဒီနော်လက်နက်ကိုင်ဖွဲ့စည်း20အားလုံးကိုလည်းကျွန်တော်တို့ဟာsorry ပါပြည်သေးဦးထင်တယ် line နည်းနည်းကျသွားလို့ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဟာနိုင်ငံတကာအနေနဲ့အများကြီးကျွန်တော်လူချွေးကောင်စီကတော့ရုရှားနဲ့တရုတ်ကပါနေတော့လူချွေးကောင်စီမှာ
စီပါလိမ့်မယ်ဒါပေမဲ့အီရတ်ကိုအဲ့လိုနဲ့စီကိုထုတ်တဲ့အချိန်မှာလူချွေးကောင်စီမပါပါဘူးเนาะခုနကလိုအာဖဂန်နစ္စတန်မှာလည်းလူချွေးကောင်စီမပါပါဘူးထုံနည်းတူပဲကျွန်တော်ဆီးရီးယားတို့လီဘီယာအဲ့လိုအာနာစီရီကိုတိုက်ထုတ်တဲ့အချိန်မှာဥမာအိုဆာမာဘီလာဒန်ကိုအဲ့လိုနဲ့ပါကစ္စတန်မှာသူတို့ကရှိနေတဲ့အချိန်မှာเนาะအမေရိကကိုမာဒိုတာဒီကနေပြီးတော့အဲ့လိုနဲ့သူတို့ထုတ်တဲ့အချိန်မှာလဲကုလသမဂ္ဂရဲ့เนาะအဲ့ဒါမဆိုင်ပါဘူးမလုပ်ပါဘူးဆိုတော့ကျွန်တော်အနေနဲ့အမေရိကတို့နဲ့ကျွန်တော်တို့ဒီမဟာမိတ်ကိုကောက်ဖွဲ့နိုင်ပြီးတော့သူတို့နဲ့ဒါရအားလို့ကတော့ဆောင်ရွက်တော့မှာဥမာပေါ့အမေရိကစစ်သားတွေကလည်းเนาะ KIA ကိုသူတို့ကလာတည်တာပြလို့ရတဲ့အနေအထားတွေအများကြီးရှိတယ်လာလည်းရှိတယ်เนาะပြောချင်တာကသူတို့ကိုတလာတိုက်ချင်မလို့ပါဘူး KIA ကိုသူတို့လိုအားတဲ့လက်နဲ့ပေးယူပဲလေထုံနည်းတူပဲကျွန်တော် CNA ဆိုရင်လည်းကျွန်တော်လိုအားတဲ့လက်နဲ့ကိုเนาะအမေရိကဆိုရအနေနဲ့ပေးနိုင်တော့ဒါအဲ့လိုပေါ့ဒါနီလာလည်းအများကြီးရှိတာပေါ့ဒါပေမဲ့လည်းကျွန်တော်ဟာနောက်ဆုပဲဒါတော့စစ်စားမှာဖြစ်ပါတယ်ပထမကတော့နိုင်ငံရေးအရာကိုအခုကကျွန်တော်ဟာဖိအားကိုပေးမှာဖြစ်ပါတယ်ဒါပေမဲ့စီးကတော့ကျွန်တော်ကလည်းမလုပ်ချင်ဘူးမြန်မာပြည်သူလူထုလည်းမလုပ်ချင်ဘူးတေတာမြတ်လို့အကြည့်ပြီကျွန်တော်တိုင်းသားတွေလည်းစီးမလုပ်ချင်ဘူးဒါပေမဲ့လည်းကျွန်တော်လိုအားလာတဲ့ဥမာပေါ့ဟာခါမှာပြည်သူလူထုကိုဒီတရားမဝင်တော့အကြဖက်အဖွဲ့စီးဖြစ်လာတဲ့လူတဆိုးကနေပြီးတော့လက်နဲ့လာကြိုက်ပြီးတော့ပြည်သူလူထုကိုလာနှုတ်လာဖြစ်နေပြီးတော့ချုပ်ချယ်လာပြီးတော့ကျွန်တော်တို့ကလက်ပိုက်ကြည့်မလားမရဘူးလေဘယ်ကြည့်မလဲကျွန်တော်တို့ကအမေရိကန်မှာလည်းเนาะကျွန်တော်ချင်းနေအမေရိကန်စစ်သားတွေအများကြီးရှိတယ်เนาะအခုဆိုတော့ဘုံမှုအစစ်တောင်မှကျွန်တော်ချင်းနေရှိပြီဆိုတော့ကျွန်တော်အမေရိကန်မှာကြားဖက်အစိုးရအနေနဲ့ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီအစိုးရအနေနဲ့ကျွန်တော်တို့ခုတော့ကဲဒီလိုဖြစ်နေပြီကျွန်တော်တို့ချိပြီးတို့ကိုမကာကွယ်လို့မရတော့ဘူးဆိုရင်ကျွန်တော်ဒီလို action ကို united အပိုက်တွေအများကြီးရှိတယ်ဆိုတာကိုလည်းဒီတရားမဝင်အာဏာသိမ်းစစ်ကောင်စီကိုကျွန်တော်တတိပေးလို့ပါတယ်ဒီຫນွေဦးဒေါ်လာကြီးလို့ပြောတဲ့ဒီ Spring Revolution ပေါ့နော်အခုစစ်တပ်အာဏာသိမ်းပြီးတော့ကျွန်တော်တို့စန့်ကျင်ဆန္ဒပြနေတဲ့တိုက်ပွဲကအများဆုံးဥဆောင်နေတဲ့ပုဂ္ဂိုလ်တွေကတော့လူငယ်တွေပဲဖြစ်ပါတယ်ဒီလူငယ်တွေကလည်းဒီ88နောက်ပိုင်း88မတိုင်ခင်လေးမှာမွေးတဲ့ကျွန်တော်လူငယ်တွေပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီရဲ့ခိုက်တန့်ကိုကျွန်တော်ဒေါက်တာဆာဆာဗာများပြောချင်တယ်ဒီလူငယ်တွေကဘာလို့အဲ့လောက်ကြီးလမ်းပေါ်ထွက်ပြီးတော့ကျွန်တော်လူငယ်တွေရဲ့စိတ်ထဲမှာလူငယ်တွေရဲ့ခံယူချက်မှာဘာဒီရှိနေလေဆိုတော့ဒေါက်တာဆာဆာရဲ့လက်လာတလောက်ပေါ့နော်ပြီးရင်အားပေးစကားပေါ့နော်ပြောချင်တဲ့အားလေးဒီရှင်းနေနေပြုတ်ပေးပါနံပါတ်1ကတော့ဒီလိုအာနာတေတရားမွေစီကောင်စီအောက်မှာသူတို့အနာကရှိဘူးဆိုတာလူတိုက်ကနားလည်တယ်နော်နံပါတ်1ဒီလိုစီအာနာစီဖနာအောက်မှာဘတူးမှနေလို့မရတော့ဘူးဆိုတာအကိုလိုမြန်မာပြည်သူလူထုလည်းနားလည်တယ်လူငယ်လည်းနားလည်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီတနေ့ကျတော့ဒီဘာလို့လဲဒီကိုဝဆောင်မိခီကထွက်လာပြီးတော့စာသားပြတယ်နော်ကျွန်တော်လည်းတွေးတဲ့အချိန်မှာကျွန်တော်ခါစားမိတာကသူလည်းပြောတဲ့အတိုင်းကျွန်တော်တို့เนาะဒီလိုပေါ့သူကလေးမွေးမယ်ဘာမှသူမွေးလာတဲ့ကလေးဟာစီအာနာစီတရားမွေသူကိုလာဖြစ်နေမယ်လာချုပ်ချယ်မယ်အကြလာဖက်မယ်เนาะအာနာစီအောက်မှာမွေးခိုက်တယ်မွေးလာမယ်ဆိုတာကိုသူအဖြစ်မခံနိုင်လို့ကိုဆောင်မိခီတောင်မှအိမ်မှာမနေဘဲနဲ့ထွက်ပြီထုံနည်းတူပဲနှုတ်တိုက်မိခီဒီဆိုရင်လည်းကျွန်တော်ထွက်လာတော့ကိုတွေ့ရတယ်မတာမစိုးကအစမတာမစိုးဒီကအစသူတို့ကအရိုင်းခံတယ်အတန်းခံတယ်ဥမာပေါ့เนาะကျွန်တော်တို့ဒီနေပြီးတော့မှဖြစ်ခဲ့တဲ့ဥစ္စာပေါ့အဲ့ဒီကျွန်တော်တို့မြတ်တွက်ခိုင်ဒီကျွန်တော်ရဲ့ညီမဖြစ်နိုင်တယ်ခင်ဗျညီမလည်းဖြစ်နိုင်တယ်ကျွန်တော်တို့အားလုံးဒီမြတ်တွက်ခိုင်ဖြစ်တယ်ဆိုတာကိုမြန်မာပြည်သူလူထုအလုံးနားလည်ဖို့လို့တယ်လို့မန္တလေးမှာရရဆက်ဆက်အတန်းခံရတဲ့လူငယ်2ယောက်ကိုလည်းကျွန်တော်တို့အားလုံးဖြစ်နေဆိုတာကိုနားလည်ကျွန်တော်တို့ကနေပြီးတော့ပြောလို့ပါတယ်ထုံနည်းတူပဲမနေ့ညမှာအဲ့လိုနဲ့ရရဆက်ဆက်เนาะဖြစ်နေချုပ်ချယ်ပြီးတော့အတန်းခံရတဲ့သူရဲ့ကောင်းဒီဟာမြန်မာပြည်သူလူထုကဘယ်တော့မှမေ့မှာမဟုတ်တယ်လို့သူတို့တွေကျွန်တော်တို့ရဲ့သူရဲ့ကောင်းတွေဖြစ်တယ်အာဇာနည်ဒီဖြစ်တယ်ဆိုတာကိုလည်းနားလည်စေချင်တယ်ထုံနည်းတူပဲကျွန်တော်အနေနဲ့သူတို့ကကျွန်တော်တို့မြန်မာနိုင်ငံအတွက်သူတို့နိုင်ငံအမိနိုင်ငံအတွက်ကိုအသက်ပေးလိုက်ပြီဆိုတော့ကျွန်တော်အနေနဲ့ကောင်းတာကတော့ကျွန်တော်လည်းစဉ်းစားထားတာရှိပါတယ်ဒီအာနာစီအောက်မှာအသက်ရှိဖို့ထက်ကတော့เนาะအာနာစီအောက်မှာငှက်ကလေးလို့ကျွဲကလေးလို့เนาะအဲ့လိုကျွန်တော်တို့ကိုဖိနှိပ်ချုပ်ချယ်တတိဆာလို့ပေါ့နော်လူမဆာတဲ့အကြဖက်မှုကိုလုံနေမဲ့အစားကတော့ဒီလောကထဲမှာကျွန်တော်တို့မရှိတာပိုကောင်းတယ်အဲ့လောက်အထိကိုကျွန်တော်စီစားထားမှာဖြစ်ပါတယ်
ဒါကြောင့်မလို့ပြည်သူလူထုကလည်းကျွန်တော်ကလုံးဝနောက်မဆုတ်တည်ဘူးလုံးဝကိုလည်းဒီအကြဖက်မှုကိုကျွန်တော်ကနော်အကြမဖက်တော့နည်းနဲ့ဆက်လက်ပြီးတော့စချီသွားမှာဖြစ်နေဒါပေမဲ့လည်းကျွန်တော်လိုအားလာရတော့အခုနကျွန်တော်ပြောသလိုစီးရေးဟာလည်းကျွန်တော်ရဲ့ option တစ်ခုဖြစ်နေနော်ကျွန်တော်တို့အနေနဲ့စီးရေးလို့ပြောတဲ့အခါမှာအမေရိကတမန်တော်ကအကိုတို့လာပြီးတော့လာဖြစ်အမဟုတ်ဘူးကျွန်တော်ကဘလို့နဲ့ကျွန်တော်မဟာမိတ်ပေါ့နေတိုးနော်နေတိုးနဲ့အမေရိကဒီကဘလို့နဲ့ကျွန်တော်တို့ဥမာ KI လိုလာကူညီနိုင်မလဲနော် KNU ကိုဘလို့လာကူညီစနေကိုဘလို့လာကူညီနိုင်မလဲနော် AA ကိုဘလို့လာကူညီနိုင်မလဲစီးရေးအရာနိုင်ငံရေးအရာလက်နဲ့အရာခက်ရအရာဒါတွေအားလုံးဟာကျွန်တော်ကစစ်စားနေဖြစ်လာပြီဒါကြောင့်မလို့လူလူထူအားလုံးဟာလည်းကျွန်တော်ခွာပြလို့တာကတော့ကျွန်တော်ကိုယ်တိုင်လည်းအဆွဲကိုပြီးလူထူနဲ့ရတင်တယ်ဒီဇိုင်းမှနော်ကျွန်တော်တို့မှလုံးဝတိစာရှိနဲ့ရတည်တော့မှာဖြစ်ပါတယ်အစုပ်အထိကျွန်တော်ရည်ဆိုင်တော့မှာဖြစ်ပါတယ်လုံးဝနောက်မဆုံးနဲ့လုံးဝမလျှော့နဲ့မလျှော့နဲ့ဆက်လက်ပြီးတော့လောက်ပါချပါကျွန်တော်လည်းပြည်သူလူထုတော့ဂျီစာကိုယူရတယ်ဒီကပြောတာကျွန်တော်တို့ဒီမိုကရေစီအတွက် freedom အတွက်ကတော့ဂျီစာကိုကျွန်တော်ယူရတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့လုံးဝဆိုးပဲနဲ့ဒီအကြမဖဲတဲ့နိကိုဆက်လက်ပြီးတော့တွားဖို့ရခေတ်တီလူငယ်နဲ့ generation နဲ့ CDM လုပ်နေတဲ့သူတွေအားလုံးကိုလည်းကျွန်တော်ခွာပေးလို့ပါတယ်ပြီးတော့မကြခင်မှာအဲ့ဒီ generation တော့လောကမကြခင်မှာဒီ system ကိုလုပ်တဲ့သူတွေလောကကိုစားဖို့ရအစိုးရယာယီအစိုးရပေါ်လာပါလိမ့်မယ်ဒီယာယီအစိုးရဒီခင်ဗျားတို့အတွက်ဖြစ်တယ်ဒီယာယီအစိုးရဒီပြည်သူလူထုအတွက်ဖြစ်တယ်ပြည်သူလူထုအစိုးရပေါ်လာလိမ့်မယ်မိအောင်လာနာတေးစီကောင်စီနော်အခက်အစိုးရမဟုတ်တော့ပါဘူးသူတို့ကတော့တဖြည်းဖြည်းနဲ့ကျွန်တော်အဲ့လိုနဲ့လို့ပြီးတော့နောက်ဆိုတော့ goodbye forever ဆိုတဲ့နေ့လဲပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူလူထုဟာလည်းလို့နော်အားမရောပဲနဲ့ဆက်လက်ပြီးတော့ဒီတိုက်ပွဲကိုအတူတကွဝီကြပါဆိုလို့ကျွန်တော်ပြောလို့ပါတယ်အရေးတော့ပိုအောင်ဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနောက်ဆုံးမေးခွန်းတစ်ခုပဲကျွန်တော်လာပေါ့နော်တစ်ခုကတော့ဒီဆီယနာတင်းတဲ့ကိစ္စကတော့ဒီပါတီကိစ္စမဟုတ်ဘူးပေါ့နော်ဒီတိုင်းရင်းသားရေးကိစ္စလည်းတိုင်းရင်းသားနဲ့ပါတီကိစ္စလည်းမဟုတ်ဘူးဆိုတော့တရားအားလုံးကဝိုင်းပြီးတော့ဒီဆီယနာရှင်ဖြိုချဖို့အတွက်ဆိုပြီးတော့ line ပေါ်တွားကြတယ်ဒါမဲ့တချို့လူတွေရဲ့တချို့ပါတီတွေရဲ့ဟိုစိတ်ထိမှာကဒီCRPH ကအဓိကတော့ CRPH ကတော့ဒီအနိုင်ရ NLD ရဲ့ဥဆောင်တဲ့ကော်မတီပေါ့နော်ဆိုတော့တိုင်းရင်းသားတွေလည်းဒီအာဏာမသိမ်းခင်မှာဖိတ်နေတာတွေတွေ့ရပါတယ်ဆိုတော့ဒီ CRPH ဘက်ကရောတကယ်လို့များတခု2008ကတော့သူတို့ရဲ့ဒါကြိုပြီးတော့တော်လောက်လာပြီခုန Dr.Sasa လည်းပြောထားတယ်ဒါဟိုပြစ်ပြီပေါ့နော်အတိရီးဆွေးမလားဘယ်လိုလောက်မလဲဆိုတော့ရှိလာမှာဆိုတော့ဒီတိုင်းသားပါတီဒီပဲဖြစ်ဖြစ်တိုင်းသားအရေးနဲ့ပတ်သက်ပြီးတော့ဒီအားလုံးပါဝင်တဲ့ platform ကိုဘယ်လိုလောက်ဖို့ဘယ်လိုသွားဖို့စဉ်းစားထားတာရှိတယ်လေအခုတော့ကျွန်တော်ကဥမာချီးပြည်နယ်ယာယီအစိုးရကိုဖွဲ့လာတဲ့တနေ့ကျရင်ချီးပါတီတွေကိုဖိတ်ပါမယ်ပါတီစီတမျှပေါ့ချီးပြည်နယ်မှာပါတီစီတမျှကိုဖိတ်မယ်လာကြပါပြောရအောင်ဒါဒီပီတုအစိုးရဖြစ်နေဒါဒီကျွန်တော်အနေနဲ့ကနော် NLD ဆိုရချီးပါတီဆိုရဟိုကြအဲ့လိုဆိုရမဟုတ်ဘူးချီးပီတူလူထုအဆိုရဖြစ်မယ်ဒါကြောင့်မလို့ကျွန်တော်ပြောနေတာကတော့ CN လည်းပါတိနေအဲ့ဒီမှာလေ CNF လည်းပါတိနေပြောချင်တာကပေါ့ဒါကတော့ကျွန်တော်ဒီလာတလောအခြေအနေမှာကျွန်တော်ပြည်သူလူထုကိုကျွန်တော်ကအကာအကွယ်ပြုဖို့ရအတွက်နဲ့စိတ်ကိုဆက်လက်ချီတော့နိုင် platform တစ်ခုကိုတည်ဆောက်တာဖြစ်ပါတယ်အဲ့ဒါကို structure ကျွန်တော်ရေးဆွဲပြီးတော့ပထမကတော့ဟုတ်ပြီကျွန်တော်ဟာဒီပြည်ထောင်စုရေးဆွဲဖွဲ့မှာဖြစ်ပါတယ်ပြီးတော့ခုနပြည်နယ်နဲ့တိုက်ကိုဖွဲ့မှာဖြစ်ပါတယ်အဲ့ဒါပေါ့မှာဆိုရင်တော့ကချီပြည်နယ်ရဲ့အဲ့လိုနော်ယာယီအစိုးရဖွဲ့တဲ့နေရာမှာ KIA ကိုလည်းအခန့်ကဏ္ဍအကြီးကြီးယူတင်တယ်မဖြစ်ဘူးဒါကျွန်တော်တို့ကချင်ပြည်သူတွေအတွက်ဖြစ်နေပြီထို့နည်းတူပဲကျွန်တော်တို့ကကြီးပြည်နယ်မှာဖွဲ့တဲ့အခါမှာဆိုရင်တော့ KNU ဟာလည်းအခန့်ကဏ္ဍအကြီးကြီးတယ်ဆိုတော့ကျွန်တော်ဟာနိုင်ငံတကာနဲ့လည်းဆိုင်လာပြီနော်ကချင်နဲ့လည်းဆိုင်လာပြီတိုင်းသားလည်းဆိုင်လာပြီကျွန်တော်မြန်မာနိုင်ငံတစ်ခုလို့လည်းဆိုင်လာပြီဆိုတော့မန္တလေးမှာဖွဲ့မယ်ဆိုရင်တော့ဟုတ်ပြီမန္တလေးမှာတော့အခုဥမာမန္တလေးမှာတော့ဒီတိုင်းသားပါတီဒီမရှိတဲ့အခါကျတော့အများသောအားဖြင့် NLD ပဲပုံများမှာပေါ့
ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့နိဗျူဟာအရပြောမယ်ဆိုရင်ဒီတိုင်းသားပြည်နယ်တွေမှာကတိုင်းသားပါတီတွေနဲ့လက်နက်ကိုင်အဖွဲ့အစည်းနဲ့အတူတကွသူတို့က stakeholder ဖြစ်နေတဲ့ကြောင့်အတူတကွပူးပေါင်းပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဆိုတာကိုအားလုံးကိုလည်းကျွန်တော်ပြောလိုပါတယ်ပြီးတော့ဒါတွေအားလုံးဟာမကြာခင်မှာဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ပြောချင်တာကတော့အဲ့လိုလုံနေကြီးနဲ့တစ်ဖက်ကပြောမယ်ဆိုရင်လည်းအဲ့လိုယာယီအစိုးရဥမာချိပြည်နယ်ယာယီအစိုးရကိုအကြပိတ်အဖွဲ့ဆိုပြီးတော့ဩစတြေးလျကချင်းတွေအမေရိကန်ကချင်းတွေဥရောပတိုက်ကချင်းတွေကိုလည်းအဲ့မှာထဲလို့ရတယ်လေဒါကတော့ကျွန်တော်ဟာဒီလာတလော့အခြေအနေမှာ formally နဲ့အကူလို့လို့မရလို့ရှာမလို့ဘူး informally နဲ့လည်းကျွန်တော်ဟာအများကြီးလို့ရှာရှိပါတယ်ဒါကြောင့်မလို့ဒါတွေအားလုံးဟာဖြစ်လာနေတယ်အဓိကကတော့ပြည်သူလူထုအတွက်ရည်တည်ပေးဖို့ပဲအဓိကကတော့ဒီ democracy ကို restore ပြလို့နဲ့ freedom ကို restore ပြလို့ဖို့ပဲဖြစ်ပါတယ်အခုကဒီနိုင်ငံတော်သမ္မတတိုင်ပင်ခံပြီးဒီသက်ဆိုင်ရာပြည်နယ်ရဲ့ဝန်ကြီးချုပ်ဒီဝန်ကြီးဒီလွှတ်တော်ဥက္ကဋ္ဌတွေအကုန်လုံးလွှတ်တော်တွေပေါ့နော်အခုချင်းပြည်နယ်မှာလည်းနေကျေချောက်နဲ့ဝန်ကြီးရာမှာအကုန်လုံးထင်းထင်းထားတာရှိပါတယ်ဆိုတော့ဒီထင်းထင်းမှုအပေါ်မှာရောဒီတပ်ဖက်ဗိုလ်ချုပ်မှုချင်းမြောင်လှိုင်အပါဝင်ဒီသက်ဆိုင်ရာပြည်နယ်ရဲ့တာဝန်ရှိတဲ့လူတွေရောပြီးရင်ခုအခြေချောက်မှာနေတဲ့ပုဂ္ဂိုလ်တွေရောဗာများပြောချင်တာများရှိမလဲနံပါတ်1အနေနဲ့ကတော့သူတို့ကဒီလိုအကြဖက်ပြီးတော့ကွာရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုသူတို့ကဖျက်ဆီးပြီးတော့တိချိုးတွေဝကြီးတွေကိုဖားထားတာကိုချက်ချိညပြီးတော့နော်သူတို့ကချက်ချီလောလာခွပေးဖို့လိုပါလိမ့်မယ်အဲ့လိုသူတို့ကိုဖားဆီးချိုးနှောင်ထားလေဒီတရားမွေအာနာသိရှိကောက်စီရဲ့အပြစ်ဟာကြည့်လေဖြစ်ပါတယ်နော်ဒါသူတို့ဖားခန့်တာနေ့ရက်ကြာလေဥမာအောင်စားစုချီကဘာကြောက်သူတို့ကအဲ့လိုနဲ့တမတာကြီးကဘာမှားခဲ့လို့လဲတမတာကြီးကလူတယောက်ကိုတတ်လို့လားနော်နိုင်ငံတော်တိုင်ပီကာကဘာအပြစ်ရှိတယ်သူမှဘာအပြစ်မှမရှိဘူးအဲ့လိုနဲ့သူတို့ကအဲ့လိုနဲ့နိုင်ငံရေးအရာ politically motivated လုပ်ပြီးတော့အဲ့လိုနဲ့ဖားဆီးချုံနှောင်ထားတဲ့အတွက်ကြောင့်ပြည်သူလူထုဟာလည်းဒီနေ့ဒီလောက်ထိလာပေါ်မှာရှိနေတာဖြစ်ပါဥမာပေါ့ဒီကျွန်တော်ထင်တာကတော့ဗိုလ်ချုပ်မှုကြီးဒီတွေနဲ့ဒီမိအောင်လှိုင်နဲ့သူ့အဖွဲ့တွေကသူတို့ကလောသူတို့စိတ်ဓာတ်ပျောက်သွားပြီထင်တယ်ဆိုသွားသူတို့မှစိတ်ဓာတ်မရှိတော့ဘူးထင်တယ်လူစိတ်ဓာတ်မရှိတော့ဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့လူစိတ်ဓာတ်ရှိတော့အမေတော်ဆောက်ချီကိုလှုပ်ပြီးတော့သူနဲ့နိုင်ငံရေးဆွေးနွေးပွဲကိုလုပ်ပြီးတော့ကျေးဇူးပြုပြီးတော့ဒီလိုဖြစ်နေပါပြီကျွန်တော်တို့မှားခဲ့ပါတယ်ဘာပဲဖြစ်ပြည်သူလူထုကိုလာပေါ်ကနေပြီးတော့နော်စာရပြချီကိုမလို့တော့အောင် CDM ကိုလည်းရတာပြောက်ကုန်ကြီးပြပါအဲ့လိုနဲ့ကားလာဖို့လိုတယ်လေနိုင်ငံရေးမှာကတော့စပွဲပေါ်မှာဖြီးစီရတယ်လေအဲ့ဒါမှမဟုတ်ဘဲနဲ့သူတို့ကဒါကိုမျက်စိပိတ်နားပိတ်ပစားပိတ်ပြီးတော့အခုနိုင်ငံတော်အတိုင်ပီကာကဘယ်မှာထိတ်ထားတယ်လဲကျွန်တော်မသိဘူးကျွန်တော်တို့ဒုတမတာဥယျာဉ်တွေမှာthiếuဟာလဲဘယ်လိုအခြေအနေနဲ့သူကိုလုံးနေတယ်လဲဘယ်လိုဆက်ဆံတယ်လဲမသိဘူးတကယ်အာဒရကြီးမကျွန်တော်တို့ခေါင်းဆောင်ကိုဖားစစ်နေတဲ့တွေကတော့သူတို့ဒီလူမဆန်တဲ့အလုပ်ကိုလုပ်နေတယ်အကြဖက်ကိုလုပ်နေတယ်ဆိုတာကိုကဒါကဘာကအတိမပြုတယ်ကျွန်တော်တမတာကြီးဥဝိမိဆိုရင်ဘယ်မှာထိတ်ထားတယ်လဲကျွန်တော်နိုင်ငံတော်ပီကာဆိုရင်ဘယ်မှာထိတ်ထားချက်ချီသူတို့ကိုနော်ကြားမရဲ့အချိန်တွေဘယ်လိုဒီလိုတို့ကဘာမှမသိတော့နော်ထုံနည်းပဲကျွန်တော်ရှာနေကူလို့တိုက်ထုတ်ပါတယ်အာရှာနေဟာလဲမြန်မာနိုင်ငံကိုလာတဲ့အခါမှာအဲ့ဒီလိုနဲ့နည်းနည်းလိုင်းမကောင်းလို့ဆိုတော့လိုင်းလည်းအသေးမကောင်းလာဘူးဆိုတော့ဒါနီကိုချိုတွေနဲ့ပြောကြတော့အများဆုံးအမေတော်အောင်ဆောက်ကြီးကိုလွှတ်ပေးပါအများဆုံးတမတာကြီးကိုလွှတ်ပေးပါအများဆုံးဒုတမတာကျွန်တော်တို့ဒီနောက်ခံရတဲ့ကိုယ်စရဒီအားလုံးနဲ့ဝကြီးချိုတွေဝကြီးတဲ့အားလုံးချက်ချင်းလွှတ်ပေးပါအဲ့လိုနဲ့ထိတ်တိတ်လေခင်ဗျအပြည့်ပူကြီးလေဖြစ်နေနော်ခင်ဗျဇာဆွေးမှုကပူကြီးလေဖြစ်နေဆိုတော့ခင်ဗျဥမာမိနစ်တစ်မိနစ်တိတ်တာတောင်မှကိုကခင်ဗျဇာဆွေးကပူကြီးလိမ့်မယ်ဒါကြောင့်မလို့ဒီလိုတရားမူကြီးထေးချင်းနော်အဲ့လိုတရားမူကြီးရက်ဆက်ချင်းကိုလုံးဝမပြုတော့ဘဲနဲ့
အခုဆိုရင်ရတာနော်အရတာပါမရတာဘူးဆိုတော့ဒါစီကောင်စီနဲ့အာနာတိတ်ကောင်စီအဖွဲ့ဝေတာမကပဲနဲ့သူတို့မိသားစုတွေသူတို့ကိုဝိုင်းဝန်းနေတဲ့ကူညီပတ်ဖို့နေတဲ့အကိုလို့ထိသွားပါလိမ့်မယ်ဒါကြောင့်မလို့အများဆုံးလွှတ်ပေးပြီးတော့နိုင်ငံရေးဆွေးနွေးပွဲကိုဖာတိမှာအခုအခြေအနေကဒီအာနာတိတ်တရားမွေစီကောင်စီကနေပြီးတော့ဖာတိလိုက်တဲ့အခြေအနေမှာအဲ့လိုဖြစ်နေတယ်သူတို့ကဒီအခြေအနေကိုဖာတိတာဖြစ်နေဒါဟာလည်းတကယ်တော့ genocide human right crimes against humanity ကို qualify ဖြစ်သွားပါတယ်ဒီအာဏာသိမ်းမှုကဥမာပေါ့တမန်တော်ကိုဖောက်ခွင့်မရှိဘူးတမန်တော်ကိုဖောက်ခွင့်မရှိဘူးဘယ်ပုံမှန်မှတမန်တော်ကိုဖတ်နိုင်တဲ့ပုံမှန်မရှိဘူးဒါတွေအားလုံးကိုကျွန်တော်ချုပ်ပြီးတော့ကြည့်မယ်ဆိုရင်ဒီတရားမဝင်တော့အာဏာသိမ်းစီကောင်စီဒီလူထုစိတ်ကဘာစိတ်မှာအကြဖက်မှုကိုလုပ်ပြီးတော့သူတို့ဒီနေတနေပြီးတနေအကြဖက်အဖွဲ့အစည်းဖြစ်လာနေပြီဆိုတာကိုကဘာကလည်းသိပြီးပြည်သူလူထုလည်းသိပြီဆိုတော့ဒါသူတို့ချက်ချင်းရတာဖို့လိုပါလိမ့်မယ်ဆိုးဝါမဖြစ်ခင်ချက်ချင်းသူတို့ရတာဖို့လိုပါတယ်နောက်ဆုံးနေတဲ့မြန်မာပြည်သူလူထုဖက်ကိုရောဗာများအဓိကဒီရခိုင်တန်းမှာပေါ့နော်အားပေးစကားဗာများပြောချင်တာများရှိမလဲမြန်မာပြည်သူလူထုကနိုဝင်ဘာလ10ရက်နေ့2020မှာစကားပြောပြီးကျေလောင်စွာနဲ့ပြောပြီးကျွန်တော်တို့ကိုရွေးကောက်တင်မြှောက်ထားပါတယ်နော်ဒီလွှတ်တော်အမ400ကျော်ကအာဏာသိမ်းမှုမရှိဘူးဆိုတော့သူတို့ကတမရကိုရွေးမယ်တမရကနေပြီးတော့ဝကြီးတီကိုရွေးမယ်အဲ့လိုနဲ့အစိုးရကိုဖွဲ့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူလူထုကြီးခင်ဗျာကျွန်တော်တို့ကိုယုံကြည်ပြီးတော့စိတ်ချပြီးတော့ရွေးကောက်တင်မြှောက်ထားတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ကျွန်တော်တို့ရွေးကောက်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကိုကိုစားပြုနေတဲ့တာတမတယောက်အနေနဲ့ပြောချင်တာကတော့ဘယ်တော့အခါမှကျွန်တော်တို့ဒီနောက်ဆုံးမှာမဟုတ်တော့ဘယ်တော့အခါမှကျွန်တော်လက်မြောက်မှာမဟုတ်ဘူးဒီမိုကရေစီမရမချင်းဖက်ဒရယ်မရမချင်းတရားမျှတမှုမရမချင်းတိုက်ပွဲကိုအစုပ်အထိကြီးဆိုင်ပြီးတော့ဒီအကြမ်းဖက်မှုကိုလုပ်နေတဲ့ terrorist organization ဖြစ်နေတဲ့အခုအာဏာသိမ်းရှိကောင်စီတွေကိုတရားမျှတတဲ့ we must bring them to justice ကျွန်တော်တို့သူတို့ကို justice မှာယူဆောင်လာတဲ့အထွေအစုပ်အထိကျွန်တော်ရည်ဆိုင်သွားပါမယ်ကျွန်တော်တို့အတူရတင်ပါအရေးတော်ပို့အောင်ရမယ်အခုလိုမလတ်ကြားထေကနေကျွန်တော်မြန်မာပြည်သူတွေကျွန်တော်ချင်းပြည်သူတွေကျွန်တော်ချင်းလန်ဖို့ကနေတဆင့်အဲ့လိုတွေ့ဆုံမြန်ခွင့်ရတဲ့ကျွန်တော်ဒေါက်တာဆဆာကိုထူးခြားရုပ်တင်ရှိပါတယ်။ online ကနေကြည့်ရှုအားပေးနေတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားတွေကျွန်တော်ချင်းပြည်နယ်မှာရှိတဲ့ကျွန်တော်ချင်းပြည်သူတွေအထူးကျေးဇူးတင်ပါတယ်။နိုင်ငံခြားကနေလည်းကျွန်တော်ကြည့်ရှုနေတဲ့ပုဂ္ဂိုလ်ကြီးအားလုံးကျေးဇူးတင်ပါတယ်။နောက်မှာလည်းတရင်ထူရာလေးဒီဒေါက်တာဆာပက်ကနေတခုပြောချင်တာလေးတွေဆိုရင်ကျွန်တော်တို့ဆက်သွေးပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးတော့နောက်မှာလည်းတွေ့ဆုံရမှုလေးကိုလည်းလောက်နိုင်အောင်ဒေါက်တာဆာဖက်ကလည်းစဉ်းစားပေးပါလို့တရားနဲ့ပြောရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ဆွေးနွေးပွဲကိုဒီမှာပဲဆုံးသတ်လိုက်ပါတယ်ကျေးဇူးပါအထီးမရွေးပါเนาะအရေးတော်ပုံအောင်ရမယ်ရေးတော်ပုံအောင်ရမယ်ဟုတ်ကျေးဇူးပါ